ဒုတိယပိုင်းတရားဆွေးနွေးပွဲပြန်လည်စတင်ပါတော့မယ်ဒုတိယပိုင်းတရားဆွေးနွေးပွဲအားသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်၏ပုံတော်ဂုဏ်တော်ဉာဏ်တော်တို့ကိုအာယုံပြု၍သီလသမာဓိပညာဖြင့်နမောတတ္တသုံးကြိမ်ရွတ်ဆို၍ပြန်လည်စတင်ကြပါစို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘေကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတရားဆွေးနွေးပွဲ၏ဒုတိယပိုင်းအချိန်นี้ဆရာကြီးဒေါက်တာဦးစိုးလွင်မှဓမ္မမိတ်ဆွေများတည်လို့သောမိဂုံများကိုပြန်လည်ဖြည့်ကြားပေးတဲ့အစီအစဉ်ဖြစ်ပါတယ်မိဂုံများအားဖြည့်ကြားပေးပါရန်ဆရာကြီးဒေါက်တာဦးစိုးလွင်အားရိုသေလေးစွာစွာပန်ကြားပါတယ်ခင်ဗျာမိဂုံများကိုကျွန်တော်မှဖတ်ကြားသွားမှာဖြစ်ပါတယ်ပရမဆုံးမိဂုံဖြစ်ပါတယ်နေ့စဉ်သွားလာလှုပ်ရှားနေတာကိုအာယုံမထားပဲသတိမကပ်ပဲနေနေရင်မောဟဖြစ်ပါသလားအဲ့တော့နေ့စဉ်လှုပ်ရှားနေတာပေါ့နော်အခုစကားတွေပြောတယ်လှုပ်နေတယ်ပေါ့နော်အခုသတိကတ်အခုစကားပြောနေတယ်လှုပ်နေတယ်သတိကတ်ဟုတ်ကဲ့ဘူးနံပါတ်1ကဒါမဲ့ကျန်နည်းနည်းတော့ဒါလေးတစ်ခုပြောပြမယ်ဒီဟာလေးတစ်ခုပြောပြမယ်သတိကတ်လားဆိုတော့ကျွန်တော်တို့ကလေမြတ်စွာဘုရားရဲ့သာသနာပညာဒါတစ်ခုနည်းနည်းလေးဒီဟာလေးတစ်ခုကိုနားထောင်တာကျွန်တော်တို့စဉ်းစားနေတာတွေကလွဲနေတယ်ဆိုတာတအားကြီးလွဲတယ်လို့လွဲတယ်လို့လည်းပြောလို့မရဘူးမလွဲဘူးလို့လည်းပြောလို့မရဒါမှမဟုတ်ဘာနဲ့တူလဲဆိုတော့ကျွန်တော်ပြောပဲဈေးရောင်းတာပေါ့နော်ဈေးခင်းရင်းနဲ့ပဲအချိန်ကုန်သွားတယ်ဈေးမရောင်းလိုက်ရဖျားပွဲစည်းတဲ့နေရောင်းဈေးခင်းပြီးလဲပြီးဟောဟိုပိတ်သက်ကမရောအဲ့တော့ပြန်သိမ်းလိုက်မနေ့ကျတော့ပြခင်းနေဟာမပြီးနိုင်ဘူးခင်းနေမိုးသာချုပ်သွားတယ်ဈေးကမရောင်းလိုက်ရနောက်နေ့ကျပြန်သိမ်းလိုက်ကျွန်တော်တို့ကလည်းအဲ့ထဲရောက်အဲ့တော့ဘာလို့ပြောချင်တာလဲဆိုကျွန်တော်ပြောပြကျွန်တော်တို့ကပက်ဆန်ရှာတာနဲ့တူတယ်လာပက်ဆန်ရှာတာဆိုလည်းလူတွေသဘောကျတယ်ပက်ဆန်တဲကြီးကြိုက်ကျွန်တော်တို့ဘဝတွေကမြတ်ပြစ်ကအကျမ်းပြင်ခြုံကြည့်ရင်ကျွန်တော်နိုင်ငံဆင်းရဲတယ်ဆင်းရဲတဲ့အများစုကလာတဲ့အတွက်ချမ်းသာမဲ့ပတ်စံရမဲ့တိုင်မဲရှင်းတယ်ချွေတာမဲ့တိုင်မဲရှင်းဒါမလို့တခုဝယ်တော့တန်လားမတန်လားစဉ်းစားနေရတာကိုယ်ပစ္စည်းသုံးတယ်မတန်ရင်သိမဝယ်ခြင်းဘူးကိုကဒီပတ်စံကိုယူဆိုင်နေရတယ်ကျွန်တော်တို့ဘဝတွေကဒီကနေပဲလာကြတယ်ဒါပေမဲ့အတိုင်းအတာတစ်ခုလေးရောက်လာတယ်ကျွန်တော်တို့လွယ်အောင်ပြောရင်စားနိုင်တောင်းနိုင်တယ်နော်အနေထားတစ်ခုတော့ရောက်လာရင်ကျွန်တော်တို့ကရှာတဲ့ dimension နဲ့ဆိုင်သုံးတဲ့ dimension ကိုစဉ်းစားရအောင် dimension ပြောင်းရအောင်ပြောချင်တာဒါပေမဲ့လည်းကျွန်တော်တို့ဘဝမှာအဲ့ရှာတဲ့ dimension နဲ့ပဲသိတာသွားတယ်သုံးတဲ့ dimension မသိလိုက်ပြောချင်တာဘဝတွေကိုကျွန်တော်တို့ကသုံးတာကိုမသိဘူးဖြစ်နေကျွန်တော်တို့ကသုံးတဲ့တဘာဟုတ်တရားတွေလို့ရင်လည်းသူကရှာတဲ့ dimension ပဲသိတာသွားတယ်ရှာလို့ကမပြီးဘူးဘယ်ပြီးမှာတော့မြတ်စွာဘုရားတပ်ပင်ကျွတ်လာညလေးသင်္ချေကဘာသိဒီပါရမီဖြည့်ပြီးရှာထားတဲ့တရားတွေကကျွန်တော်တို့ဘယ်လိုလုပ်ဒါကြီးကိုအကုန်သိမလဲလွယ်အောင်ပြောလို့ရှိရင်ဥပမာဗျာကျမ်းမာရေးအသည့်တစ်ခုကျွန်တော်တို့တမန်လူတယောက်ကလေ့လာတယ်ဆိုရင်စနစ်တကျမှမသိနိုင်တာဒီလိုပဲလိုက်လေ့လာတဲ့အတွက်ကျွန်တော်မသိနိုင်ဒါပေမဲ့ကိုကျမ်းမာရေးလေးအတွက်လိုအပ်တဲ့လောက်လေးကိုကိုသိသိတိုက်ပြီးတော့ဘလို့စားရမယ်ဘလို့နေရမယ်ဘလို့လေ့ကျင့်ခန်းလေးတွေလုပ်ရမယ်ဆိုရက်ဒါလေးလောက်ဆိုတော့သူဘဝထဲမှာဒါသုံးသွားရင်ပြီးသွားပြီဒါကြီးကိုတအားကြီးလေးလာနေစရာသူကလေးလာရင်းနဲ့ပဲမသုံးလိုက်ရအသုံးချတဲ့ဘက်ကိုမစဉ်းစားရပက်ဆန်ရှာရင်းနဲ့ပဲသူကမသုံးလိုက်ရဘူးနောက်လူတွေအတွက်ထားပြခဲ့တယ်အဲ့လိုဖြစ်နေတာကိုမသုံးလိုက်ရဘူးပြောချင်တာတကယ်ပြောတာတချို့ဆိုရင်မသုံးလိုက်ရဘူးဘဝတွေကဘာပြုလို့လဲဆိုတော့
ကျွန်တော်ကဒီရှာတာလောဘတကြီးရှာလာပြီလောဘကပြဿနာဒီတက်လာတောက်လေအဲ့တော့ရှာလေပဲလိုလေဖြစ်နေသူကတော့ရှာတော့မြင်ကကျဲလာတော့ပို့ပြီးတော့သူကရှာတော့တာကိုပြောချင်တယ်ပြောချင်တယ်အဲ့တော့ဘရောမှာစားငံရည်လိုပဲလောဘရဲ့သဘောတဘာဝလောဘနောက်ွယ်ဟာကျွန်တော်မမြင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကရှာယုံနေမဟုတ်အသုံးချနေပါတခါတည်းတင်မဟုတ်ကောင်းရှာလဲရှာရတာလေးကိုဘလို့အသုံးရမလဲပြောချင်တာဒီလိုနှစ်ခုတွဲသွားလို့ရှိရင်အကောကငါဒီလောက်အသုံးချလို့ရပြီငါဘဝငါတော်ပြီဒီလောက်ကြီးရှာစရာမလိုတော့ဘူးဒီရှာတာလေးတွေပဲနောက်လူတွေကိုငါမျှဝေပေးမယ်သူကပေးမဲ့ဘက်ကိုစဉ်းစားပြီအရင်တော့ကျွန်တော်ရှာမဲ့ဘက်ပဲပေးမဲ့ဘက်ကိုမစဉ်းစားဘူးကိုယ်အသုံးချလိုက်လို့ငါဒီလောက်ဆိုလုံလောက်ပြီလို့သူသိသွားရင်ကျန်တာမျှဝေပြီးတော့ပြောချင်တာအဲ့ဒါဆိုမျှဝေပေးတဲ့လုပ်ငန်းအားအေဂျင့်ရှာနေရတဲ့ဘဝဘယ်တော့မှမအေးရဘူးဒီပြောချင်တာရှာလည်းရိုးရှာတယ်မဟုတ်လောဘနဲ့ရှာနေရတာပြည့်စုံတယ်လို့လည်းမခံစားရဘူးကျွန်တော်တို့ကမအေးလည်းမအေးချမ်းဘူးစိတ်ထဲမှာအဲ့တော့အသုံးချနေပါတင်ပြီးတော့အဲ့တော့အသုံးချနေတော့ကိုယ်ခန္ဓာကိုကျမ်းမာရေးမှာအစားအသောက်လေ့ကျင့်ခန်းလှုပ်ကြည့်လိုက်ဒီလောက်ဆိုငါကျမ်းမာပြီရပြောချင်တာဟုတ်လို့မောင်ပမမဲပမတွေလိုလဲအလုပ်ကြီးဖြစ်เสียမလို့ဘာညာကုကွာကြီးလေကိုယ်ကျမ်းမာရေးဒီကိုဘဝမှာဒီလိုနေနိုင်ရင်ရပြီဒါလေးကိုမှန်ကန်လုပ်ပြီးတော့ကျန်တဲ့လူတွေဒီလိုလေးတွေလုပ်အောင်မျှဝေပေးမယ်ပြောချင်တယ်ဆွဲခေါ်မယ်ကိုနဲ့အတူဒါဆိုတအားကောင်းပြောချင်တယ်ကျွန်တော်တို့ကအဲ့တော့ကိုကလည်းရှာတာပြီးကိုမပြီးနိုင်ဘူးဘေးလည်းဆွဲခေါ်ဖို့မပေးကြိုးစားဘူးเนาะကိုကကိုရှာလို့အားမရဘူးဖြစ်နေလူတွေကြည့်ရတယ်ပူလောင်တယ်သူတို့အဲ့လိုဖြစ်နေအဲ့တော့ဒါလေးကဒီလိုပါကျွန်တော်ပြောပြမယ်လောကမှာရှားတယ်ဖွေတယ်ပေါ့နော်ရှားပြီးတော့အတိုင်းအတာတို့ရကျွန်တော်ကလောဘပုဂ္ဂိုလ်တ attva အမြင်နဲ့ရှားနေလို့သစ်ပင်နေရလေသူ့အစာအတွက်ရှားလာရှားဘူးနော်အဲ့တော့စဉ်းစားပုံအတ္တနဲ့အနတ္တဆိုတာဒါပဲကျွန်တော်တို့ကအစာတွေကိုစားတယ်ထင်တယ်ငါစားတယ်ထင်ကျွန်တော်ငါစားတယ်ငါသူ့ကိုစားတယ်သူကငါ့ကိုစားတယ်ချင်းရကြကိုယ့်ကိုစားတာကြားကိုယ့်ကိုစားတာတစ်ပင်ကမြေကြီးမစားပါဘူးပါဇက်လည်းမရှိပါဘူးဒါပေမဲ့မြေကြီးကတစ်ပင်ကိုပါကျေးဇူးပြုပေးတယ်ဒီကျေးဇူးတရားကိုထည့်ကြတာလူတွေကဒီပဋ္ဌာန်းတွေကြတော့ပဋ္ဌာန်းပါတော့သိတယ်ဟေတုပစ္စယောအာရမဏပစ္စယောဆိုတာပါမတောင်ပစ္စယောတော့ပြစ်ထည့်လိုက်တာလားလို့နော်အဲ့တော့ပစ္စယောဆိုရင်ပြစ်တာထည့်လိုက်တော့မလို့ကျေးဇူးပြုတယ်စလုံးတော့ကောင်းနားမလဲပဋ္ဌာန်းတွေပြောနေတယ်ကျေးဇူးပြုရတော့ဒီတစ်ပင်ကမြေကြီးကိုမစားဘူးဒါပေမဲ့မြေကြီးကတစ်ပင်ကိုကျေးဇူးပြုပြီအဲ့ဒါမှရေကမတောက်ဘူးပါဇက်မရှိဘူးဒါပေမဲ့ရေကတစ်ပင်ကိုကျေးဇူးပြုအာဟာရပစ္စယောတော့ဒီအာဟာရနဲ့ကျေးဇူးလေရလည်းတစ်ပင်ကိုကျေးဇူးပြုတယ်နေအောင်ညာလည်းတစ်ပင်ကိုကျေးဇူးပြုတယ်ကျေးဇူးပြုတော့သူ growth တရားကျေးဇူးတရားနဲ့ growth ကိုသွားခြင်းတာသူကျွန်တော်တို့ခန္ဓာကိုတစ်ပင်နေတဲ့ဆိုရင်စပေါက်ခါစားပင်မျိုးလေးလားဘလို့ဖြစ်နေလဲဟုတ်လားငါရှာလို့ငါရတာပါကျေးဇူးတရားတွေစိတ်ထဲမှာပေါ်လာကျွန်တော်အဲ့လိုမှမစဉ်းစားတာတဘာဝတရားတစ်ခုကိုအဲ့လိုစဉ်းစားတရားဆိုတာခက်မို့သူကတရားဆိုတာကျွန်တော်တို့ဟိုလိုကြီးပါဠိစာပြီးရေးဟိုတော့ခက်နေတာဒီလိုရှုတော့ကစဉ်းစားစမ်းပါပစ္စယောဟေတုပြေကျေးဇူးပြုနေကြတာအဲ့တော့ဒီမြေကြီးရဲ့တစ်ပင်လေးကိုကျေးဇူးပဲတစ်ပင်ရမှာတော့ growth ဖြစ်တယ်ကျေးဇူးတရားကြောင့်ကျွန်တော်တို့ကျေးဇူးတရား dimension ကမကြည့်တယ်လို့ငါစားတယ်ဆိုတဲ့ dimension ကကြည့်အဲ့ကျွန်တော်တို့ကဒါပဲပဋ္ဌာန်းကြလဲရွတ်လိုက်ရတာအဲ့တော့ဒီလိုကျေးဇူးပြီးတော့ grow တော့ပါပဲကျေးဇူးပြန်ဆက်လောကကြီးကိုအရေးလေးနဲ့ဆက်တဲ့အေးချမ်းမှုတွေရတယ်ဟုတ်လားအညွန်လေးတွေပြီးတယ်လူတွေကိုခူးစားလို့ရတယ်အညွန်လေးတွေဟုတ်လားစားရတော့ရတယ်အသီးတွေပြီးတယ်အပွင့်တွေပြီးတယ်ကျေးဇူးနောက်ဆုံးအကိုင်းခက်တွေခင်းတွေပြီးတယ်နောက်ဆုံးတည်သွားရင်ပါတော့အမျိုးသားတွေပြီးတယ်တစ်ပင်အမြစ်တွေက
ခင်းနေလဲပေးခဲ့တယ်အရွက်တွေကလည်းမြေဆွေးတွေဖြစ်ခဲ့လောကကြီးကိုအကုန်ကျေးဇူးပြန်ဆက်တယ်ကျေးဇူးဒါမှမဟုတ်ကျွန်တော်ကပြောချင်တာကျွန်တော်ဘဝမှာကျေးဇူးတင်တာနဲ့ကျေးဇူးဆက်တာဒီနှစ်ခုပဲရှိလို့ပေါ်လာအဲ့သစ်ပင်လေးပဲကျွန်တော် growth အတွက်ဒီဟာတွေကကျေးဇူးရှိအကုန်ကျေးဇူးရှိဒါပေမဲ့လောကမှာမြင်စရာကြားစရာတွေသင်စရာဒီလိုတော့ပြောနေပါစာကြီးလို့ဖြစ်ဒီလိုမခံစားရကျွန်တော်ဘဝတစ်ခုရလာဘဝတစ်ခုဆိုရှင်သန်မှုအဲ့ဒါဘာနဲ့ကျေးဇူးရှိမှုနဲ့ကျေးဇူးတင်မှုနဲ့ကျေးဇူးဆက်မှုပြီးပြီလေဒီလိုလေးတွေပေါ့အဲ့တော့အမှန်တရားတစ်ခုကိုသိပြီးဘဝကိုနေထိုင်နိုင်မှုအရေးကြီးတယ်ပြောချင်တာတော့ပြောချင်တာတွေဆက်ရောက်သွားတာတွေခုဖြစ်တယ်ပြောချင်တာလှုပ်တာတွေထဲမှာမောဟနဲ့သတိမထားရင်မောဟနဲ့ပညာအဓိကအရေးကြီးတယ်ပညာဥဆောင်တဲ့နောက်ကိုဗာလေးရမှာသတိလေးထားပြောချင်တာကိုဒီပညာထဲမှာကိုကျင့်သုံးနေထိုင်လာရတော့ဒီပညာရဲ့အောက်မှာပဲသတိနဲ့နေထိုင်ကျင့်သုံးရမှာဒါဆိုကျွန်တော်ကတော်တော်လေးတော့အဲ့တော့ကျွန်တော်တို့အခုကသတိသာထားနေတာဘယ်ရောက်လို့ဘယ်ပေါက်နေမှမသိဘူးသွားမှာလမ်းကြောင်းပြောက်သတိရောထားနေဟိုဘယ်မှမကြည့်နဲ့လေလမ်းနဲ့ကြွရင်လှမ်းပြီးတော့ဟိုဘက်ကတိုက်ကြီးနဲ့ဝင်တိုက်ဒုံးလို့ရှေ့ကကားနဲ့ဝင်တိုက်မှာဒုံးလို့ကိုကဘယ်သွားလို့ဘယ်နေတာမှန်းကိုမသိဘူးမှတ်သူသာမှတ်နေကျွန်တော်တို့အခုအဲ့လိုဖြစ်နေအဲ့တော့ကျွန်တော်တို့ကဒီပညာဆိုရရှုတော့မြင်အောင်ကြည့်လေ့လာပြီးအဲ့ပညာ dimension ထဲမှာကိုဘယ်လိုသွားနေလဲသတိထားသွားပြောရင်မြေပုံကိုသိထားမြေပုံကိုသိမှအဲ့မြေပုံလမ်းကြောင်းကိုဘာတော့သတိထားသွားသူကသတိတော်ထားတယ်ဘယ်လမ်းသွားနေမှမသိအခုဖြစ်နေတာကျွန်တော်တို့ကအဲ့တော့အမြဲသတိထားမှလားဆိုတော့သတိမထားနဲ့လို့လည်းပြောလို့လည်းမရဘူးသတိကလည်းထားဒါပေမဲ့ဘာလို့လဲဆိုသတိထားတိုင်းလည်းအမှန်တာမဟုတ်ဘူးပြောချင်တယ်ကျွန်တော်တို့ကဒီလိုဖြစ်နေကိုဘယ်ရောက်နေမှလည်းမသိသတိတော်ထားနေတာအဲ့တော့စားရင်စားတယ်ပဲပေါ့နော်အောက်မှာမစားခဲ့ဘူးလားမုန်းရကောင်းလားကောင်းတယ်ဘိုက်စားတာတွေဘိုက်ပြစ်တယ်မကောင်းတာပဲချအောင်မဲတော့တာပဲကျွန်တော်ကလည်းအဲ့လိုမဲသေးပဲစိတ်ကအမှန်တော့ဒီဘိုက်စားတဲ့ဝေနာတက်တာအောင်ဒီအစားလေးစားရင်ချမ်းသာသွားမှာဆင်းရဲတာနဲ့ချမ်းသာတယ်ဒါပဲခုကဆင်းရဲတာဘိုက်ကစားတော့ဆင်းရဲတော့တူရောလေကောင်းလို့စားအဲ့ဘိုက်ကြလည်းတင်းသွားပဲအိတ်ချင်တာအဲ့လိုလည်းမရဘူးဒီထဲမှာတော့ဆင်းရဲအဲ့တော့သူကဆင်းရဲပြီးရင်ဆင်းရဲလာနေအခုကပြဿနာကကျွန်တော်တို့ကစားတာချမ်းသာကိုကုဖို့မဟုတ်ဆင်းရဲဖြစ်ဖို့ဖြစ်နေကျွန်တော်တို့ကဒီလိုလဲလောက်ပါဒါကြောင့်မလို့တချို့အမြင်တွေမတူတဲ့လူတွေကလေမင်းတို့တရားအထုတ်တာဆင်းရဲတွေယူပါရောကွာဆင်းရဲမင်းတို့ထိုင်ရလဲဆင်းရဲကြီးပဲဖြစ်ကုန်တာပေါ့ကျွန်တော်တို့ကပြောမှမပြောတတ်တာဒီဆင်းရဲနဲ့ဆင်းရဲငြိမ်းတာအတွက်လုပ်တယ်လို့ဘေးကမြင်တော့ဆင်းရဲတွေဖြစ်နေအဲ့တော့သွားရောကိုလုတ်ပြလဲအဲ့လိုပုံစံတွေဖြစ်နေကိုကနော်အဲ့လိုကိုကျွန်တော်အဲ့တော့စားရင်မှတ်စားတော့ကျွန်တော်နဲ့တခါတော့အဖွဲနဲ့စားဆရာရဲ့ယူတယ်မှတ်ဒီစားရင်စားတယ်မှာဝါရမှာတယ်မှာပေါ့တခါကျဘာမှန်းတော့မသိလိုက်အဲ့ဒီမှတ်နေရတာနဲ့ဆရာဘယ်လိုစားလဲဘယ်လိုစားမှာငါအရသာခံစားတာပေါ့လားဒုက္ခပါပဲစားမှတော့အရသာခံစားပါလားဒုက္ခရောက်အဲ့တော့မှကျွန်တော်ဗာလေးပြောတယ်မင်းတို့အဲ့ဒါသတိပဋ္ဌာန်အဲ့ဒီကသတိပဲထားနေမင်းတို့ဘာပြောင်းလဲပညာပြောင်းနေဒီပညာဥစည်းရမှာအဲ့တော့ပထမဆုံး dimension ပြောင်းနော်ဘာလို့ပြောင်းအောင်မှတ်ထားမင်းတို့စဉ်းစားပုံကစားစရာမရှိလို့ဆင်းရဲတာဒီဘက်ပဲလူကကောင်းတယ်တရားကောင်းတယ်စားစရာမရှိလို့ဆင်းရဲတယ်ဝိစရာမရှိလို့နေစရာမရှိလို့ဆင်းရဲတာမင်းတို့တရားဆင်းရဲရဒီဘက်မှာအပြင်ဘက်မှာဒီဘက်မှာအာယုံဘက်မှာပဲကိုတကယ်သိသွားတာမဟုတ်ဒီခန္ဓာဆင်းရဲလို့ကျွေးပြီးနေတယ်မကျွေးရင်ဒုက္ခပဲမှာဒီကောင်ကဖောက်ပြန်ပြက်နေစရာမရှိလို့ရတော့မင်းတစ်ပင်နေလို့ဟိုဘက်နေပူတဲ့မိုးရွာသွားမနေလို့မရဘူးလို့ဟောနဲ့အညွန်လေးထွက်တယ်ပန်းလေးပွင့်တယ်အသီးသီးတယ်လို့မှုေးနေတာပဲလို့ငါတို့ကသွားနေပူမိုးရွာနေလိုက်ပါလားမင်းတနားရီလောက်နေဆေးုံပို့ဒီကောင်ကြီးဆင်းလို့နေစရာလုပ်ပြနေစရာမရှိလို့ဆင်းရတာပေါ့ဒီကောင်ဆင်းရလို့နေစရာလုပ်ပြအဲ့ညံရင်ရဖို့လိုတယ်အဲ့ဒါညံတယ်ပေါ့ကိုကဒီဟာဆင်းရလို့ကိုကတက်တာယုံပဲကျွေးပေးတာဒီလိုဗိုက်စားတာဒုက္ခရောက်လို့နည်းနည်းစားတက်တာယုံပဲကျွေးတာလာကြည့်လဲဆရာတဲ့တဝဲတဲ့စားနည်းနည်းပဲထည့်ခိုင်းတယ်နည်းလို့ရောပြောချင်တယ်အဲ့လောက်ပဲအဲ့တော့အဲ့လောက်ပဲကျွေးတာအဲ့တော့အဲ့ကလည်းကိုတိုက်တဲ့ဟာလောက်ပဲကွာစားတာစားတာတော့ဟိုငယ်တော့10တန်းလောက်ထိလက်နဲ့စားတယ်10တန်းရဲ့ဟိုဘက်ကျော်တော့ဇွန်းနဲ့စားတယ်ကိုကများတယ်လို့စိတ်တယ်ခုဘာနဲ့စားတူနဲ့ပဲစားတယ်အဲ့ဇွန်းနဲ့ကတခါများနေတူလေးလောက်နဲ့ဆိုရ
ဒါကိုအသိဉာဏ်နဲ့ရှင်းစားတာလေအဲ့ဒီကလောဘကအမှန်သိတဲ့လောဘကငြိမ်းနည်းနည်းစားလိုက်လို့နေရာမကောင်းဘူးနေလို့မကောင်းတော့ဘူးဘာအဲ့တော့အဲ့များစားမှာကိုကြောက်နေဘူးခုကဒီလိုဖြစ်နေကျော်မဟုတ်အရင်တော့ကြည့်ရင်ကိုနေရင်သိမကြောက်များမှာရာသေးလားရာသေးထဲအောင်ကြီးပဲဆိုတော့အဲ့မှာအဲ့တော့တို့ကပညာဥစည်းပြောဒီဟာလေးပေါ်မှာကိုနဲ့ထိုက်တင်တာလေသတိနဲ့စားသတိဆိုတာဒါပဲမင်းတို့ကယူတယ်မှတ်ကတော့အဲ့ဒါပြီးမှာတော့မဟုတ်တော့ဘူးလို့သေသာသွားတယ်အဲ့ရပဲလို့ဆိုတော့ကျွန်တော်တို့ကအဲ့လို complete set တခုကိုလက်တွေ့ကြတယ်မှာဟုတ်တော့လောကအမြင်ဓမ္မအမြင်ဘောအမြင်ပေါ့နော်အတူတူပါပဲဒါတွေကအဲ့လိုတွေကျွန်တော်မသုံးတတ်တတ်နော်ဒါကြောင့်မလို့ကိုကဆရာရဲ့ဒီတိုင်းကြီးနေမောဟဖြစ်လာသတိနဲ့လိုက်မှတ်မှာဆိုတော့အဲ့တော့ပြီးမှာပဲပါတော့မဟုတ်တော့ဘူးလို့ဒီလိုတွေပြောရတာနော်ဟုတ်ပါပစ္စုပန်တွင်သတိထားသိနေခြင်းဖြင့်ကိလေသာကုန်ညာနိဗ္ဗာန်သို့မြည်သို့ရောက်နိုင်ကြောင်းသိတာထင်ရှားစေသည့်ဥပမာဖြင့်ရှင်းပြပေးစီလိုပါသည်အဲ့ဒါဆရာနဲ့နည်းနည်းလာနေလိုက်တကယ်ပြောတာမနဲ့လက်ဖေးတောက်တယ်လာကျွိုင်းရကြနာဆရာနေလေတာမစားပြစ်အဲ့လက်ဖေးလည်းမုံလာစားတယ်ဘိုက်ကမစားတော့နေလေတော့မှကြုံရင်စားတယ်မကြုံရင်မစားပြစ်ဟာဘုရားဆရာနဲ့ဂျင်လာဆော့ဂျင်ဆော့ပြင်မုံလေးပါလေတဲ့လို့အစစ်ဆန်လေးနဲ့ပါစားတယ်အဲ့လောက်ပဲစားတယ်အဲ့တော့တိသွားလိုက်ဝါတတိနဲ့ဘလို့နေဘလို့ငိမ့်နေဆိုတာစသိလိုက်ဒါဘဝကိုဓမ္မနဲ့ဒီလိုနေတတ်သွားတာဒါကကိုကပါမီရင်းလို့ဆရာတော်ကြီးလို့ကျင့်လိုက်လို့အရိယာတွေဖြစ်သွားတယ်ကိလေသာတွေဒါအကောင်းဆုံးပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့လောက်လည်းမဖြစ်နိုင်ဘူးဒါပေမဲ့လည်းဒီဘဝလေးထဲမှာပဲဒီလောဘဒေါသမောဟငြိမ်းတဲ့ရှုထောင့်အဲ့တော့ဒီရှုထောင့်လေးနဲ့အမှန်တရားလေးတို့ဒီတိုင်းကလောဘဒေါသမောဟငြိမ်းနေဆိုရဲဒီဟာလေးကိုဘဝထဲမှာမြင်အောင်ကိုယ် train လုပ်ပြလိုက်ပြည့်တော့အဲ့ဒီ dimension ကိုစာနေတတ်လိုက်ပြောချင်တာအဲ့ဒီဟာလေးနဲ့ကျင့်သုံးလိုက်ခုနလောကအမြင်ဓမ္မအမြင်ဘောအမြင်ဆိုဒီဟာလေးတခု system လေးတခုစရဒါနဲ့အဲ့ဒီထဲမှာဘဝထဲမှာဒီကောင်တိုက်ရိုက်ကျင့်သုံးနိုင်လားဒါပြောချင်တာဟုတ်ဆရာစကားပြောနေဒါတော့စဉ်းစားကြမလို့ဆရာပါဇက်ကလောက်တာမဟုတ်စေနာပြောနေတယ်လူကပြောတာမဟုတ်စေနာပြောနေဒါနောက်ကြသိသွားတယ်ကော်ဖီလေးတောက်ပေါင်းဆိုသိရလူကတိုက်တာမဟုတ်စေနာတိုက်တယ်ဒါတွေကနောက်ကြပေါ်လို့ဟုတ်လက်ကလှုပ်တာကျွန်တော်လှုပ်တာမဟုတ်စေနာလှုပ်တာဆိုတော့ဒါစဉ်းစားနေကြမလို့မော်တော်ကားတစ်စင်းမောင်းသွားတယ်အင်ဂျင်လဲနေလို့ကားသွားတာဘူးမှပြောချင်တယ်လားဟမ်မြင်စရာမလိုလူကသိပြီးသားခုမီးလင်းနေတယ်ကျွန်တော်ပြောပြမယ်အထူးစမ်းကြီးမဟုတ်ဘူးဒါကြအကုန်သိတယ်နောက်ကလျှက်စစ်ရှိလို့မိတ်တာနဲ့ကျွန်တော်လက်လှုပ်ပြီးပါဇက်ကလှုပ်တာကစေနာတိုင်းမှာစေနာမရှိရနဲ့ရက်သွားရက်တဲ့ချိန်မှာစေနာမရှိဘူးမင်းခုလင်းတာမိတ်လိုက်တဲ့ချိန်မှာလက်စစ်မရှိတော့ဒါကြသိတယ်ကျွန်တော်ကိုကြဘလို့မသိတာဒါကို challenge ယူရမယ်ဒါကိုကျွန်တော်ကဘွားတိုင်းယူပြလိုက်တယ်ယူပြီးတော့ဒါကိုသဘောကျလဲသူများကိုတအားပြောတာပြောတော့သူတို့ကလည်းဒါလောက်တော့တည်သားပဲဖြစ်မယ်ပြဿနာဒီလောက်တော့တည်သားပဲဆိုတာကိုယ်နဲ့တသားလည်းမဖြစ်ဘူးသူကပြောချင်တာကျွန်တော်ကစဉ်းစားကအဲ့စဉ်းစားကနေရာဟုတ်ပဲဖြစ်တယ်လေဒါနဲ့ကြံရည်ဖြစ်လောကမှာလည်းကြံရည်ဆိုတော့နိဗ္ဗာန်လည်းကြံရည်ဖြစ်တာပဲပြောချင်တာကြံရည်နဲ့ထပ်ခွဲမယ်အဲ့တော့အသိတစ်ခုကမစင်းစားရတဲ့အသိခုနကလို့ပြောတာလမ်းလျှောက်သွားလေမောင်ကစားတယ်လေချတယ်ဘာမှမစင်တော့ထဲတယ်ရှိရတဲ့အားချဒီစားတောင်းနေရကိုလက်ကယူမယ်ကြိုက်မယ်ဘယ်သူမှမစင်တာလှမ်းကြိုင်လိုက်တာပဲနင်းလားကြိုင်တော့မထီတော့မဒီလိုရှာလာရတော့ဘယ်သူမှမစင်တာအားမစင်စားမနဲ့ဒါပေမဲ့အကုန်သိတာပဲဒီဖြစ်စဉ်တွေကိုအဲ့တော့ကျွန်တော်တို့ကဥမာကားမောင်း7 seat တဲ့လူကလေစင်းကိုဒီ7ကြီးကိုတွားအောင်ရောင်းအောင်မလဲအောင်ဘယ်တော့မှမစင်တာအဲ့ဒါတီးသားဖြစ်သွားကို့မှာလည်းရုံးတဲ့နယ်နဲ့နှစ်ခုရှိရဘာစဉ်းစားကနေအောင်မဖြစ်ဒီဟာကြမှာအဲ့ဒါတကူ challenge ယူပေါ့ပြောချင်တယ်လျှက်စစ်မီးလင်းတာနောက်ကလျှက်စစ်လာလို့ဘာမှမစင်တာမော်တော်ကားသွားတာအင်ဂျင်ယာသွားတာဘူးမှမစင်တာကိုယ်ခန္ဓာကိုယ်ကြမှာစဉ်းစားကနေအောင်ပဲဖြစ်နေပြဿနာတဲ့တယ်ကျွန်တော်တို့ကလည်းအဲ့လောက်တော့ challenge ယူပေါ့ပြောချင်တယ်အဲ့လိုသိသွားလို့ချင်းခန္ဓာဆင်းရဲလို့ကျွေးပြီးနေတယ်ဒီလိုအမှန်သိတာစဉ်းစားစရာမလိုဘူးခန္ဓာဒီထိုင်ကုန်လေးကဘာလို့လဲအခုထိုင်ကုန်ထိုင်းတာလေဒီတိုင်းကထိုင်ကုန်ထိုင်းတာအဲ့ဒါလူတိုင်းကျွန်တော်ပြောတယ်လေဒီလိုထိုင်းနေမြင်တော့
ဆရာရဲတဲ့ဟိုတရားဘလို့ထိုင်းတာလဲတဲ့အမင်းအခုဘလို့ထိုင်းနေရလဲသူကလည်းထိုင်းနေတယ်မင်းအခုဘလို့ထိုင်းနေလို့လဲအပြဿနာတဲ့ထိုင်းကြတော့ဒါပဲလို့တရားလားမတရားလားဆိုတာမင်းအသိပေါ်မှာမူတည်တာလို့သူကဒီကြာထိုင်းနိုင်ရင်တရားထင်နေဦးမယ်သမထပဲပြောချင်တာအဲ့တော့ခုထိုင်ကုန်နဲ့ထိုင်တာကျွန်တော်တခုပြောပြတင်တော်တို့ကဒီထိုင်ကုန်မပါလို့အောက်မှာတင်မလင်ငွေလေးကြာထိုင်ကြည့်နှိပ်စက်တော့မှဒီခန္ဓာနှိပ်စက်မှာကျွန်တော်တို့တင်းလားဒုက္ခသစ္စာဆိုတာအဲ့အရှောက်ပြောလူတွေကစိတ်ကမမြင်ဘူးဒီနာရာကြီးပဲကြော်လွှားတာနာရနဲ့သူတွေကအမှားသူကဘာလို့လဲ fighting ကြောနေရန်သူလိုလုပ်တော့သူကနိုင်အောင်ယူနာနိုင်ပိုင်းကျင်ကျွန်တော်မဟုတ်ဘူးဒီခန္ဓာနာတယ်မဟုတ်လားနာမှာပေါ့ခန္ဓာသဘောကဒုက္ခသစ္စာနာတတ်တဲ့သဘောပဲဒီလိုမြင်အောင်ကြည့်ရလေကျွန်တော်ကဒီနာတာဘာလို့လဲကြောခြင်းတာရန်သူလိုဖြစ်ခြင်းလို့အဲ့တော့ဒီခန္ဓာနှိပ်စက်တဲ့တွေ့သူ့ကိုအခုထိုင်ကုန်လေးနဲ့ဘာလို့တာသိလားလက်ထိုးထားတာအမှအခုထိုင်ကုန်ထိုင်းတာဘာလို့လားထိုင်ကုန်နဲ့ဒီခန္ဓာကိုဘာလို့ထားတာလက်ထိုးထားတာလို့ဒီခန္ဓာကသူကမဟုတ်ဘူးငါထိုင်ကုန်နဲ့ထိုင်နေတယ်ထိုင်ကုန်မှာအကောင်းသားဆိုဖာဒီဆိုဖာမပူဘူးအေးနာပဲလာအောင်ပါနော်နောက်ဂရင်းဘောဘက်အိပ်ရတယ်လေသူဘက်ဆိုးပူတော့ဘက်ဆိုးရမှာလေအဲ့ကြသူကဘာလို့မလိမ့်နိုင်လို့လေအဲ့တော့ဘက်ဆိုးမရဘာလို့လဲအေးတာလေးထည့်ပြီးရသူလည်းထိုင်ကုန်သူမကြွနိုင်တဲ့တွေအေးတာလေးထည့်ပြီးငါတို့ကဒါမဲ့ဂုံယူတာငါတို့ကဒီလိုထိုင်ကုန်မျိုးထိုင်နိုင်တယ်ဒီထိုင်ကုန်ထိုင်နိုင်တဲ့ပုံမှာတဏမာနဒိဋ္ဌိသူကသွားတာဒီခန္ဓာကြီးတွေလက်ထိုးပေးထားတယ်ဆိုတာဒီခန္ဓာပေါ်မှာတဏမာနဒိဋ္ဌိငါခန္ဓာကတရားဆင်းရဲတာကြီးငါလည်းမဟုတ်ဘူးမပိုင်ဒီလိုအမှန်မြင်သွားသူ့ကိုလက်ထိုးထည့်ဒီခန္ဓာကြီးဆင်းရဲလို့အဲ့တော့ဒီလောက်လက်ထိုးနေရတာအစားလေးနဲ့လက်ထိုးလိုက်အဲကွန်လေးနဲ့လက်ထိုးလိုက်အဝတ်စားလေးနဲ့လက်ထိုးလိုက်မိတ်ကပ်လေးနဲ့လက်ထိုးလိုက်သူများတွေစိတ်မစင်းရအောင်လို့လှုပ်ထားတာအဲ့တော့မျက်နှာမြင်စီဒုက္ခရောက်နေပါစလို့အာကုသို့မဖြစ်အောင်လက်ထိုးထားတာရုပ်ကိုလက်ထိုးရရခုံးမလေးဆိုရနှကနဲ့တန်းတလားတဲ့အဲ့ဒီရုပ်ကြီးလက်ထိုးနေရလို့ထင်လားတရားဒါပဲလေတရားသိတယ်ဆိုတာတရားအပေါ်မှာကိုယ်ကသတိလေးထားပြီးနေမှာဒီအမှန်တရားတစ်ခုကိုမြင်ရမယ်မြင်ပြီးတော့ဘဝထဲမှာကျွန်တော်တို့ကသတိကလွတ်တက်လို့ဒီအမှန်တရားလေးကိုကိုယ်လိုက်နာကျင့်သုံးတာသတိလေးထားကျင့်သုံးရတယ်လမ်းကရှိပြီးသားကားမတိုက်အောင်ချော်မလဲအောင်သတိလေးထားတာဒီလမ်းဘယ်ရောက်တယ်တော့သိထားတွေ့ရလမ်းလိုက်နေနဲ့နော်အဲ့လိုဖြစ်နေနော်ကျွန်တော်ကျုံကလူနဲ့လိုက်သွားတယ်ဖြစ်တယ်ဟုတ်နော်အဲ့လိုဖြစ်အောင်ပဲအဲ့တော့တရားတို့ကဒီသတိလေးထားရဆိုတာကအမှန်တရားတစ်ခုကိုသိရသိမှအဲ့အမှန်တရားအတိုင်းသတိလေးထားပြီးတော့နေထိုင်ကျင့်သုံးသွားတာဒါကိုနားလည်နော်ဟုတ်ပါဒီမိဂုံးစာရွက်မှာတော့မိဂုံးနှစ်ခုပါဝင်ပါတယ်ပထမမိဂုံးကတော့ကံကြောင့်နာယုတ်ဖြစ်တာလားနာယုတ်ကြောင့်ကံဖြစ်တာလားသိလို့ပါသည်ဒုတိယမိဂုံးကတော့နာယုတ်တွေချုပ်နိဗ္ဗာန်ရောက်တော့တရားဝါတွေရော့သွားတာလားသိလို့ပါသည်တရားဝါတွေကရော့အဲ့တော့နာယုတ်ကြောင့်ကံဖြစ်တယ်လားကံကြောင့်ကံကအကြောင်းနာယုတ်ကအကျိုးဒီလို dimension သူတို့ကအဲ့လောကအမြင်ကြမှာအဲ့လိုဖြစ်နေတော့ဓမ္မအမြင်ကအကြောင်းနဲ့အကျိုးကံကအကြောင်းနာယုတ်ကအကျိုးဒါဆိုအကြောင်းဖြစ်မှာအကျိုးဖြစ်တယ်ဒါပဲဒီလိုစနားလည်တော့ရိုးလေးပဲဆရာတို့ကကျွန်တော်ကဒီဓမ္မအမြင်ဆိုတဲ့ဒီဟာတခုဒီခန္ဓာကြီးစင်းလို့ထိုင်ကုန်နဲ့လက်ထိုးထားရတယ်လို့အဲ့လိုစိတ်ထဲမှာပေါ်လို့အဲကွန်လေးနဲ့လက်ထိုးရတယ်ငါနေနိုင်တယ်ဒီလိုဖြစ်နေလို့ကျွန်တော်တို့ကဒီ dimension လောကကတော့ငါနေနိုင်တယ်ဒီလိုပဲပေါ့ဓမ္မအမြင်ရှိမှဟောငါဒီခန္ဓာကြီးလက်ထိုးနေရတာပါလားအဲ့တော့လက်ပေးလက်ယူအဲ့ရလည်းသိတာမသိတာကိုမရှိဘူးကျွန်တော်လည်းပြဿနာဒါပေမဲ့အဲ့စနစ်တစ်ခုတော့မရောက်ဘူးရောကျင်တယ်ဟာကိုအဲ့လိုကိုသဘောမပေါက်ဘူးတရားကတို့စကားလက်တရားအဲ့လိုလားအဲ့လိုလားဒါပဲလေတရားဆိုတာထွေထူးထူးကိုကျွန်တော်ကြီးကြီးကျယ်ကျယ်ကျွန်တော်ပြောနေစရာအကြောင်းပြုခင်ဗျားတို့မေခွန်းတရားဒီထဲမှာပဲရှိနေအဲ့မေခွန်းကနည်းနည်းကြီးကျယ်တယ်လို့ကိုကမကြီးကျယ်ဘူးဖြစ်တယ်နော်အဲ့တော့ကျွန်တော်ပြောပြမယ်လူတွေလို့ယူတာလူတွေကနိဗ္ဗာန်ရောက်တာရော့သွားလားနော်ပတ်စံနဲ့သုံးလိုက်ကုန်သွားလားပြောတာတဲ့ကျွန်တော်ဗာလေးပြန်သူတို့မေးတယ်နည်းနည်းကြီးကျယ်တယ်ရုပ်နဲ့ရောနိဗ္ဗာန်တွေရော
ကျွန်တော်ရိုးရိုးလေးတူတယ်မြေကြီးလေးနည်းနည်းလေးယူခဲ့တယ်နော်မြေကြီးလေးနည်းနည်းလေးပုံးလေးနဲ့ထည့်လာပေါ့ရေးလေးနည်းနည်းလေးယူလာမြေကြီးနော်မြေကြီးဒီဘက်ရောက်တော့လောက်စလုံးလေးလုံးလိုက်ပေါ့ဗျာလောက်စလုံးတော့ဘယ်တော့မပြစ်ပါဘူးလောက်စလုံးဘက်ခွန်းနဲ့ပြစ်မှထင်းတယ်လောက်စလုံးလိုက်လောက်စလုံးတော့အလုံး100ရဟာဟိုကယူလာတော့ပါမြေကြီးလောက်စလုံးတော့ပါအလုံး100ဟာအလုံး100ရဒါပေမဲ့အလုံး50ပြတ်သွားပြီကြိုက်လားမကြိုက်ဘူးလားဟာမကြိုက်ဘူးကိုတဲ့အလုံး100နဲ့အလုံး50ဆိုရော့သွားတယ်လို့ခံစားရတာကိုကရော့သွားတယ်လို့ခံတော့မကြိုက်ဘူးအဲ့တော့ပြန်စဉ်းစားကြည့်နည်းနည်းလေးခေါင်းကယူလာတော့လည်းပေါ့မြေကြီးအလုံး100လုံးတော့ငါတို့ကအလုံး100ပိုင်တယ်ဆိုတော့အရေးအတွက်နံပါတ်တစ်ခုဖြစ်လာတယ်ဒါပေမဲ့အဲ့ကောင်ရော့သွားရင်လည်းမကြိုက်ပြန်ဘူးအမှန်တော့ယူလာတော့လည်းမြေကြီးအလုံး100လောက်လည်းမြေကြီး50ရော့သွားလဲဘာထုလဲမြေကြီး dimension ကြည့်ပါလားတစ်ပင်နေလို့ပေါ့အဲ့ဒီတစ်ပင်တွေကလက်တကြားဖန်သားလာဒီမြေကြီးကနေပြောပဲတစ်ပင်ဖြစ်သွားတာကဲပြောသမ်းပါအောင်မြေကြီးကနေတစ်ပင်ဖြစ်အဲ့တော့တစ်ပင်တွေကတော့အရေးအတွက်အများကြီးပေါ့ဗျာကြီးတာရောငယ်တာရောပန်းပွင့်တာမပွင့်တာအစုံတာပဲသိတာမသိတာပုံစံလည်းအမျိုးမျိုးပဲအဲ့ဒီတစ်ပင်ကကြည့်လို့ရှိရင်တစ်ပင်တွေခုတ်လိုက်ပေါ့ဗျာတစ်ပင်တွေခုတ်လိုက်တစ်ပင်ရှိသေးလားတစ်ပင်တွေရော့သွားဟာခုနကတစ်ပင်တွေပေါက်ကြိုက်လားမကြိုက်ဘူးလားအဲ့ဒီတစ်ပင်တွေကြာတော့ဘာဖြစ်သွားလဲခင်ဗျားလည်းအခုဘယ်လာလဲသိဒီလိုခန္ဓာကိုယ်ဒီလိုဖြစ်လာအစားအသောက်တွေဘယ်ရတာသိလားမြေကြီးရတာကလိษံနေလဲဒီမြေကြီးပေါ်ပဲနေရတာမြေကြီးကဟာကြီးတောက်ရမြေကြီးပဲစားတာမြေကြီးရပဲလာဒါပေမဲ့ကျွန်တော်ယောက်ျားတွေမိန်းမတွေဖြစ်တော့မြေကြီးပြောက်သွားတစ်ပင်တွေဖြစ်တော့မြေကြီးပြောက်တယ်ဘရောက်ပန်းတွေဖြစ်သွားတယ်နင်းစီပန်းတွေဖြစ်သွားတယ်ပြီးတော့ဒါပဲတည်တော့လည်းပါတော့မြေကြီးပဲဖြစ်တယ်ရော့တာရှိလားတိုးတာရှိလားအဲ့လိုစဉ်းစားပါလားဒါပဲလေကျွန်တော်တို့ကဒါပဲအဲ့တော့တတ္တဝါတွေတိုးတာရှိရမို့ဒုက္ခရှိရတယ်ဒုက္ခမရှိရဒါပဲဖြစ်သွားတာပဲဒါပဲလေကျွန်တော်တို့ကအဲ့လိုကိုမစဉ်းစားတတ်သေးဘူးပြောချင်တယ်ဉာဏ်ထဲမှာပေါ့နော်စိတ်ထဲမှာအဲ့လိုအိပ်ပျော်ရင်ကောင်းလားအိပ်မပျော်ရင်ကောင်းမလားဟုတ်လားအိပ်မပျော်တဲ့ညတွေလွန်ပါစိတ်ငါတချင်းလည်းမရဘူးဒုက္ခဟိုမရောက်ဒီမြောက်ဒီဖွဲ့နေငါဘာလုပ်ရမှန်းကိုမသိဘူးတရားလည်းမရတချင်းလည်းမရလောကမှာသူများပြောလို့ဘာပြုလို့လဲလိုချင်တာတွေပိုင်နေတာတွေပျောက်သွားလို့မိုင်းနေတာဒီလိုလည်းမပြောတတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီအသိတစ်ခုကသူတို့လက်တွေ့ကြားကြဘောဟာထဲထိမမြင်ဘူးဖြစ်နေတယ်ဟုတ်လားလက်တွေ့ကြားကြကိုမခံစားဘူးဒီဓမ္မကိုကိုယ်တိုင်ရတာမခံစားဘူးစိတ်ထဲမှာအဲ့လိုတွေမပေါ်ဘူးပြောချင်တယ်ဟုတ်လားဒီလိုခုကျွန်တော်တို့ဖြစ်တယ်ကျွန်တော်ကဓာတ်ကြီးလေးပါဆိုတာမသိလို့တင်မီးရှို့ကြည့်လိုက်မီးရှို့လိုက်တာနဲ့လေဒီခန္ဓာကိုယ်ကြီးကအရေးတွေလည်းထွက်တယ်အငွေ့တွေလည်းပြန်တယ်အရေးကအာဘောငွေ့ရဝါရောမီးလည်းတောက်တေသောပြာလည်းဖြစ်တယ်ပထဝီဒီဓာတ်ကြီးလေးပါပဲပြိုကွဲတယ်အဲ့တော့ရေတွေကလည်းမြေကြီးထဲရောက်သွားဒီပြားတွေလည်းမြေကြီးဖြစ်ပြောချင်တာအဲ့ဒီဘွားနေကစုံပင်ပေါက်ကစုံရက်တွေစားဘူးလားကစုံရက်ကြော်လေးပါလားစားဘူးတယ်နော်အဲ့ဒါတွေကိုကျွန်တော်ကစုံရက်တွေစားပြီးတော့ကန်ဆက်စရာကျဲတော့ကျွန်တော်အဲ့ဘိုက်ထဲမှာသွားပြီးတော့ပရိသေတွေလေးသွားပြီးတော့အဲ့ကစားတဲ့ကစုံရက်ကန်တွေကိုပြန်ဖြစ်လာအဲ့လိုမှမလားအဲ့ကစုံရက်ဟိုမြတ်တူကတော့တိလိษံနဲ့စားတိလိษံတွေဖြစ်အဲ့တိလိษံတွေတဲ့ဝင်စားခုနအဲ့တိလိษံတွေကျွန်တော်ပြန်စားဓာတ်ကြီးလေးပါပဲလည်နေတာဒါတွေပဲရောတာလည်းမရှိဘူးတိုးတာလည်းမရှိဘူးဒီလိုလေးနားလည်တာဟုတ်ကြလားဒီဟာတစ်ခုဖြစ်သွားတယ်ဒါပဲလေအဲ့တော့နောက်ဘဝရုပ်တွေကတော့ဒီဟာပဲဒီမြင်နေရတဲ့ခေါင်းကိုခြေလက်ရုပ်တွေကတော့ဓာတ်ကြီးလေးပါးတွေလဲနာ constant ရောတာလည်းမရှိဘူးအဲ့ဒါ energy လို့ခေါ်တယ်ကမ္ဘာမှာ energy ကိုသိတယ်သိပါ energy တိုးတာလည်းမရှိဘူးရောတာလည်းမရှိဘူး constant ပဲနော်ဒါပေမဲ့ကျွန်တော်တို့သိဝိညာဉ်လေးရှိရင်သုတိပိယနဲ့ပရိသေစိတ်ဖြစ်တာအဲ့ဒီကစိတ်ကလည်းရောတာလည်းမရှိဘူးတိုးတာလည်းမရှိ
နိဗ္ဗာန်ရောက်တယ်ဆိုတာအဲ့စိတ်လေးကလေဓာတ်ထုပြောင်းတော့ပဲနိဗ္ဗာန်နဲ့ဓာတ်ဆိုတဲ့တစ်ခုဖြစ်သွားပြောချင်တာပရိသေစိတ်မဖြစ်တော့ပဲနိဗ္ဗာန်နဲ့ဓာတ်ဆိုတဲ့ဓာတ်သဘောတစ်ခုဖြစ်သွားပဲတကယ်တတ္တဝငြိမ့်သွားပြီစတန်တရားအဲ့တော့ပြိနိဗ္ဗာန်ဓာတ်လက်စွာဘုရားဗုဒ္ဓဂါကိုသွားတယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ကဒီကုတ်တင်နိုင်အောင်မှာနောက်မှာဇေဒီရှိအဲ့ဒီရဲ့အောက်ปี20နောက်မှာမြတ်စွာဘုရားပြိနိဗ္ဗာန်ပြုခဲ့တော့အဲ့ဒီနေရာလေးမှာမြတ်စွာဘုရားရဲ့နောက်ဆုံးသုတိစိတ်ကနေပြီးတော့ဖြစ်သွားတဲ့ပြိနိဗ္ဗာန်နဲ့ဓာတ်သဘောလေးရှိဒီနေရာကဘာပြက်လည်းမပြက်ဘူးဒီဓာတ်ကမောဂုတ်ဆရာတော်ကြီးရဲ့အကြောင်းမှာမင်္ဂလာတိုက်မှာသွားမောဂုတ်ဆရာတော်ပြိနိဗ္ဗာန်ပြုခဲ့တဲ့ဂရင်ရှိတယ်အဲ့ဒီဂရင်ပေါ်မှာပြိနိဗ္ဗာန်နဲ့ဓာတ်ရှိတယ်ဆရာတော်ကြီးရဲ့ဒါပဲလေငြိမ့်သွားပြီတန်တရားမလဲတော့ငြိမ့်အဲ့တော့ဒုက္ခတွေပဲငြိမ့်သွားဒီကျွန်တော်တို့သိနေတဲ့ဓာတ်ကြီး၄ပါးတွေရှိ constant နော်ဒီလိုနားလည်သွားတယ်ဒီမေကွန်းစာရွက်2ရက်ကတော့အကြောင်းအရာတူတာဖြစ်တဲ့အတွက်ပေါင်းပြီးတော့ဖတ်ပေးပါမယ်ပထမမေကွန်းဖြစ်ပါတယ်အာယုန်နဲ့စိတ်အကြောင်းကိုပြန်လည်ရှင်းပြပေးစီလိုပါသည်ဒုတိယမေကွန်းကတော့အာယုန်နဲ့စိတ်သဘောကိုအရင်ကအာယုန်တစ်ခုတည်းကိုသာအာယုန်စိုက်မိပြီးစိတ်ဘက်ကိုမကြည့်မိပါဆရာပြောတဲ့ကဲ့သို့ရက်တန့်၍လည်းမနေကုခတ်၍လည်းမနေဆိုသည်မှာအာယုန်နဲ့စိတ်ထိတိုင်းကောင်းသည်ဆိုသည်မယူပဲတိပေးယုံတာလို့နားလည်သွားပါသည်မှန်မှန်ဖြေချပေးစီလိုပါသည်အဲ့တော့ရှိတယ်လဲဒါပဲရှိရလေမှန်တယ်လဲမုံမားတာလဲမဟုတ်ဘူးကျွန်တော်ခါကြခုမျက်စိနဲ့မြင်လင်းမနေဘူးလားအဲ့ဒါမျိုးဆရာကျမလင်းတာမြင်တာမှန်လားဆိုအဲ့ပြဿနာပဲဟာအဲ့လိုဖြစ်နေတာပြဿနာကအဲ့ဒါလေကျွန်တော်တို့ကသာပြောတာပါဆုံးဖြတ်တတ်တဲ့အလေးကျင့်လို့ကျွန်တော်စီးပွားရေးပညာတွေမှာဒီ decision making process အသင်ပေးတယ်အဲ့ဒါသူတို့ကတော့ training ဘာသူတို့ဗုဒ္ဓရဲ့မှာအဒီမောက္ခဆိုတဲ့စေတသိက်လေးရှိတယ်ကျွန်တော်တို့မှာအကုန်ပါတယ်ပညာစေတသိက်တွေလည်းပါတယ်သတိစေတသိက်လည်းပါတယ်ကျွန်တော်က develop မလုပ်တာဆုံးဖြတ်နိုင်တဲ့အဒီမောက္ခဆိုတဲ့စေတသိက်လည်းပါတယ်ကျွန်တော်တို့ကအလေးကျင့်မလုပ်တာပြင်းတယ်မမရင်ပြောခံမှာမလို့အဲ့တော့အဲ့ဒီဟာလေးက develop ဖြစ်သွားကျွန်တော်မဆုံးဖြတ်ရဘူးမဆုံးဖြတ်တတ်ဘူးပုဂ္ဂိုလ်ကိုမှန်းတယ်အဲ့တော့သူများကိုတောက်နဲ့အမြဲတမ်းမှားလားမှန်လားဒီဟာဖြစ်နေဘာဖြစ်လို့အဲ့စေတသိက် develop မဖြစ်လို့အဲ့တော့ train လုပ်ရမယ်ကျွန်တော်ပါတယ်မှန်တယ်ဆိုတာလေကိုယ့်ကိုဆုံးဖြတ်ရတဲ့အရာရှိရရှင်းနဲ့နောက်သူဆုံးဖြတ်တတ်အဲ့ဆုံးဖြတ်တတ်တယ်ဆိုသူဆုံးဖြတ်တတ်တာမဟုတ်အဲ့စေတသိက်လေးအားကောင်းတာပြောချင်တယ်သူ့လို့သူလုပ်လာလေးကျင်ရကျွန်တော်ကဒီလိုနားလည်ရမယ်နော်အဲ့တော့အာယုန်နဲ့စိတ်ဆိုတာအခုကျွန်တော်ပြောတယ်အတန်အာယုန်ကြားတာစိတ်ခုမြင်နေတယ်ဒီဘက်ကမြင်တဲ့အာရအာယုန်ဘဘက်ကမြင်တာစိတ်အဲ့တော့ကျွန်တော်တို့ရှိတာကမြင်တာကြားတာနာနာစားတာထိတာတွေးတာ3မျိုးပဲ6မျိုးပဲရှိတယ်အဲ့အာယုန်နဲ့စိတ်တလောကလုံးကိုသိတာကျွန်တော်ဒါနဲ့ပဲသိတယ်အဲ့ဗရင်းမောက်6ပေါက်ကပဲကျွန်တော်လောကကြီးနဲ့ဆက်သွယ်လို့ရတယ်ကျန်တာတွေရှိပြီနဲ့ကျွန်တော်မသိနိုင်ပြောချင်တာကျန်တာတွေရှိရင်လည်းရှိနိုင်တယ်ကျွန်တော်တို့မသိနိုင်ကျွန်တော် dimension နဲ့မှမရှိဘူးပြောချင်တာအဲ့တော့ဒီကျွန်တော်တို့ကအများကြီးမသိဘူးကျွန်တော်တို့လောကဆိုတာမြင်တဲ့လောကရှိမယ်ကြားတဲ့လောကရှိမယ်နားတဲ့လောကစားတဲ့လောကထီးတဲ့လောကတွေးတဲ့လောကရှိပြောချင်တာလောကရှိအဲ့တော့လောကဆိုတာကကျွန်တော်တို့တွေးလိုက်မှလောကဖြစ်သွားတယ်မှတ်တယ်နော်နောက်ဆုံးကတော့လောကဘယ်တော့တွေးလိုက်မှလောကတွေးလိုက်မှနားကကြတာဒေါ်လို့ကြားရင်ကျွန်တော်ခွေးလို့ဒေါ်လို့ကြားရင်ခွေးကတွေးလိုက်တာကျွန်တော်ကဒေါ်ဆိုတာကြားတာခွေးရပါအောင်တွေးတာဒေါ်ဆိုတဲ့အတန်က it's a nature အတန်တစ်ခုကသဘာဝဘယ်အဖြစ်အမာခံနှုတ်ကြရင်သဘာဝကြီးပဲနားကြားတယ်ကြားအတန်ကလည်းသဘာဝကြားတာကလည်းသဘာဝ nature ကျွန်တော်ကြားစိတ်ကျွန်တော်ဘာမှလုပ်စရာမလိုဘူးကြားနေတာဟုတ်လားအဲ့တော့အာယုံရှိမှစိတ်ဖြစ်တယ်ဆိုအာယုံကအကြောင်းကြားတာအကျိုးအတန်ကယုတ်ကြားတာနာဒီအာယုံကအကြောင်းအာယုံနဲ့စိတ်နဲ့ခုရှိတာဒီနေရာပဲရှိတာယုံနဲ့နာအကြောင်းနဲ့အကျိုးအကုန်ပဲတလောကလုံးကဒါပဲအာရမဏပစ္စယောတိတရားရတယ်ဒီပြောတာအဲ့ဒါအကုန်ပဲအဲ့မှာနေချပဲတည်းကငါးတွေသူတွေပိုင်တာတွေဘယ်သူမှမရှိဘူးတဘာဝရဲ့ရင်သွင်းငယ်တွေတော့ကြားဘူးလားဟာကြားဘူးတယ်နော်ခံစားဘူးလားဘယ်လိုခံစားဘူးတော့
ကိုပဲအခုတချင်းထောက်ဖွင့်ပြမလို့လဲစိုးပြမလို့ပဲဖြစ်နေသူတို့ခံစားတာခုကိုရောတဘာဝရဲ့ရင်သွင်းငယ်တွေဖြစ်ပလားခုကကိုကဘုရုရဲ့ရင်သွင်းငယ်တွေဘုရုရဲ့ဘေဘီလေးလေဒီလိုပါဒါနဲ့အချစ်ရဲ့တဘာရင်သွင်းငယ်ဖြစ်နေကွာအချစ်ရဲ့ဘေဘီလားအဲ့တော့ကျွန်တော်တို့ကတဘာဝကိုတဘာဝလို့ရုပ်နဲ့နာအာယုန်နဲ့စိတ်ရတဘာဝကိုလည်းအာယုန်နဲ့စိတ်ပဲတဘာဝလို့ကိုယ်တိုင်တဘာဝလို့သိလိုက်တဲ့အခါမှာဒီတဘာဝကြီးရဲ့ရင်သွေးတယောက်စဖြစ်တယ်တဘာဝရဲ့အတူတူဖြစ်တယ်ကိုကမြေကြီးကမွေးလာတယ်လို့အဲ့လိုမသိဘူးအဖေမေကမွေးလာတယ်သိတယ်တဘာဝတရားကိုရှင်းဖို့ကမြေကြီးတွေလိုတယ်ရေတွေလိုတယ်ဓာတ်ကြီးလေးပဲလိုတာပါဟုတ်လားအဲ့ဒါတတ္တဝါတစ်ခုပြဝิญဉ်လို့တယ်ပေါ့နော်ဒါတွေကသဘာဝတွေဝิญဉ်လဲကိုလိုလို့လည်းမရအောင်သူလို့လည်းမရအောင်သဘာဝတရားကြီးမှာဝิญဉ်အဖြစ်ဒီသဘာဝရဲ့ဘေးကနေပေါ့သဘာဝတရားတစ်ခုလို့ကိုယ်တိုင်သိရင်သဘာဝရဲ့ရင်သွေးငယ်စဖြစ်အဲ့တော့သဘာဝကြီးရဲ့ natural law နဲ့အကုန်နေတတ်သွားပဲချိတ်ပြီးသွားတာပြောချင်တာအဲ့တော့အနိစ္စဒုက္ခအနတ္တဆိုတဲ့သဘာဝတရားရဲ့နိယာမတွေပဲအဲ့ဒီကျွန်တော်ကအခုကမြဲကျင်တာသဘာဝနဲ့စန့်ကျင်တာ against the law of the nature against the lawလောကမှာလည်းလောကီမှာလည်း against the law ဆိုပြဿနာရှိတယ်အခုတဘာဝကြီးမှာလည်း against the law of nature ဆိုမြဲကျင်တာတဘာဝမမြဲဘူးကျွန်တော်ကမြဲကျင်တာ against the law တဘာဝကြီးကဆင်းရဲတယ်ဒီခန္ဓာကိုယ်ကြီးအတ္တဝါအားလုံးကဆင်းရဲတယ်ကျွန်တော်ကချမ်းသာကျင်တယ် against the law တဘာဝအကြောင်းကျိုးပဲကိုယ်လိုတိုင်းဖြစ်တာမဟုတ်အကြောင်းနဲ့ကျွန်တော်ကကိုယ်လိုတိုင်းဖြစ်ချင်တယ် against the law against the law မလို့ကျွန်တော်အကုန်ပြဿနာတက်ဒါပဲကျွန်တော်ကတရားကြီးလို့တော့စဉ်းစားနေတယ်ပြောချင်တာကိုမြတ်အတောင်းလို့ against the law ကိုထင်းတယ်ကိုတရားတယ်လားမတရားဘူးလားဒီသဘာဝရဲ့ natural law dimension အချင်းကျွန်တော်က against the law ပဲပြောချင်တာသဘာဝအတိုင်းကိုကျွန်တော်လိုက်လုံးညီတွေ့ဘူးလောကရပဲဒီလိုအလိုက်သိလားမသိဘူးလားအလိုက်သိတယ်တဲ့တော့သဘာဝကြီးအလိုက်သိလားမသိဘူးလားအလိုက်ကန်းစိုးကိုမသိဘူးတဘာဝရဲ့အလိုက်ထိုက်မနေတတ်ဘူးတဘာဝနဲ့အလိုက်ထိုက်မပေါင်းတတ်တယ်အလိုက်ကန်းစိုးမသိတယ်ဘူးမှန်ပါသူမြတ်ကြပြောတာအလိုက်ကန်းစိုးကိုမသိဘူးလေကိုကတော့သိနေတယ်လို့ဟုတ်တယ်လို့အဲ့လိုဖြစ်နေလို့ကျွန်တော်ကဒါကြောင့်မလို့တရားဆိုတာအဲ့လိုကြီးစဉ်းစားနေလို့ကျွန်တော်ကဝေးနေကိုနဲ့အလန်းအဲ့ဒါကိုပဲငါရုပ်ရှင်ရိုက်ပြမှာပဲဖြစ်မယ်ဒီတဘာဝရဲ့ရင်သွင်းငယ်တော့ပါအဲ့ဒါတကယ်ရတာလောကကြီးငြိမ်းချမ်းပါစေလို့ပါတော့အမှတချို့ကတော့စုတွေပဲတော့ရနေတာကအမှကဘာမှာနိုင်ငံတွေကပါခုကိုပြောတာတွေဒါတကယ်အကောင့်ထဲပေါ်ကြီးအလွန်လှတာဘယ်သူမှဒီ dimension တွေဘယ်သူမှမပြောနိုင်ဒီလိုတွေမတွေးနိုင်ဘူးရှင်းလားကိုရုပ်တွေနဲ့ဓာတ်ကြီးလေးပါးတွေရုပ်နဲ့18ပါးတွေသွားလို့တော့ကဘာပဲသိမှာတော့ကိုကဘာမျိုးတော့ကိုလူမျိုးတောင်ကောင်းသိတာမဟုတ်ဘူးကိုဆရာမကြီးပဲသိရလေဆရာမကြီးပဲသိကိုတောင်ကောင်းတော့ကိုကမြေကြီးပဲသိတာကြီးတို့ပါတော့တဘာဝတရားပဲသိရတယ်လောက်ဆိုโอเคနေနော်ဟုတ်ပါဘူးမိကုံးကတော့ကျွန်တော်တို့9ခုကြံပါသေးတယ်ဆက်လက်ပြီးတော့ဖတ်ကြားပါမယ်ဒိဋ္ဌိဒိဋ္ဌမတ္တံကိုရှင်းပြပေးစီလိုပါသည်ဒိဋ္ဌိဒိဋ္ဌမှန်တယ်သူကပါဠိလိုမရကိုကမနဲ့စဉ်းစားပါဠိရတယ်အဲ့တော့မြင်ကမြကြားကများတော့အမှန်တော့ပြစ္ဆုတ်ပံတဲ့ပြစ္ဆုတ်ပံတဲ့နေတတ်လာတာပေါ့နော်အဲ့တော့နံပါတ်1ကအဲ့တော့မြင်ကမြနည်းနည်းခက်တယ်ပြစ္ဆုတ်ပံဆိုတာနည်းအဲ့တော့ပြစ္ဆုတ်ပံဆိုတာဘာလဲဆိုတော့အဲ့တော့အခုဘောဆိုကျွန်တော်သင်ရတာဒါလည်းခဏပြောနေမယ်လက်ခုပ်လေးတီးပြဒီအတန်ကစောလည်းထွက်လို့မရလို့နောက်ကြလည်းထွက်လို့မရဘူးဒါအရင်ဒီလိုစဉ်းစားစောလည်းထွက်လို့မရဘူးကြားတဲ့ဟာလဲစောလဲကြားလို့မရကြိုကြားလို့မရနောက်မှကြားတာလဲအခုကြားလိုက်တာပါပြစ္ဆုတ်ပဲအခုမျက်လက်ပြတာမို့ကျွန်တော်လက်လှုပ်နေကြည့်နောက်ကြားမှလည်းမမြင်ဘူးစောလဲမြင်တာလဲပြစ္ဆုတ်ပဲကြားတာလဲအဲ့တော့သဘောပေါက်နာနာစားတာလက်နဲ့သဝဲထိကြိုလဲမထိဘူးနောက်ကြားမှလည်းထိတာအကုန်ပြစ္ဆုတ်ပဲလောကလုံးပြစ္ဆုတ်ပဲအခုမြင်အခုလျှက်စစ်မီလင်းတာလျှက်စစ်ကြလာမီလုံးကြီးလက်တွေမှာနောက်ကြားလည်းမနေဘူးစောလည်းမနေဘူးပြောချင်တာသူမီးလင်းနေရလဲပြောပါတလောကလုံးကြည့်လိုက်အားလုံးကပြစ္ဆုတ်ပံပဲစောလဲဘယ်သူမှကြိုးဖြစ်မနေဘူးနောက်ကြလဲဖြစ်မနေဘူးအားလုံးကကျွန်တော်နဲ့တွေ့အဲ့လောကအမြင်နဲ့ဓမ္မအမြင်ကွာနာ
အကြောင်းကြောင့်ချိန်ထားတယ်အကြောင်းကြောင့်နောက်ကျတယ်ထားပါတော့ဗျာတွေ့ပြီကျွန်တော်နဲ့တွေ့ပြီဟာဆရာနောက်ကျတယ်မင်းနောက်ကျတယ်ဆိုတော့အခုပြစ္ဆုတ်ပံမှာနောက်မကြောက်မင်းနဲ့ငါနဲ့တွေ့နေပြီပြစ္ဆုတ်ပံတဲ့ဟာပြစ္ဆုတ်ပံနောက်ကျတယ်လည်းမရှိဘူးစောတယ်လည်းမရှိဘူးမင်းနောက်ကျတယ်ဆိုအတွေးနဲ့ပြန်တွေးလိုက်တာဘယ်အချိန်ကမင်းအတွေးထဲမှာနောက်ကျနေတာအခုပြစ္ဆုတ်ပံနောက်ကျတာလည်းမရှိဘူးအဲ့တော့ you ကလိတ်ပေါ့မင်းလိတ်ဖြစ်သွားပြီကိုပြောတာအဲ့ဒါလိတ်သွားကျွန်တော်အဲ့အရာတွေကလောကထဲမှာအဲ့လိုတွေပြောနေရပြောချင်တာပြစ္ဆုတ်ပံဆိုတာပြစ္ဆုတ်ပံဆိုစဉ်းစားနေတာမဟုတ်အခုကျွန်တော်တို့အားလည်းတစ်ကိုယ်လုံးပါတော့မြင်လည်းပြစ္ဆုတ်ပံကြားအခုကြားလည်းပြစ္ဆုတ်ပံအခုခေါင်းငိမ့်လည်းအမှခေါင်းကငိမ့်မယ်ဆိုစောလည်းမငိမ့်ဘူးဗျနောက်ကြမှာလည်းတစ်ဖြည်းဖြည်း slow motion ငိမ့်တာမဟုတ်ဘူးတခါတည်းကဒါပေမဲ့ကိုယ့်ကိုယ်တစ်ကိုယ်လုံးကြီးပြစ္ဆုတ်ပံလို့စိတ်ထဲပေါ်လာခုပြစ္ဆုတ်ပံဆိုစဉ်းစားကြတော့ဘာမှမလုပ်ဘူးအဲ့စဉ်းစားကြမလို့အောင်မြင်သွားတာဒါပဲတဲ့ဒါပြောချင်တယ်အဲ့တော့ပြစ္ဆုတ်ပံအဲ့ဒါဒိဋ္ဌိနေတဲ့မတ္တန်တို့ဘာလို့ဆိုအဲ့ပြစ္ဆုတ်ပံတက်အောင်တဲ့ပြစ္ဆုတ်ပံတက်လိုက်တယ်မောဟမရှိတော့ဘူးခုပြစ္ဆုတ်ပံမသိတာမောဟတာအဲ့ကြမှာအတွေးတွေထဲမှာစောရင်တမျိုးနောက်ကြအဲ့ဒါတွေအကုန်ရှောက်ဖြစ်နေမယ်ကိုယ်လိုနဲ့အဲ့တော့ပြစ္ဆုတ်ပံလည်းသိသွားရောပွဲကပြီးနေရောချင်တာပြစ္ဆုတ်ပံတစ်လုံးနဲ့ကိုပွဲပြီးတယ်အဲ့မဲ့ तू ပြစ္ဆုတ်ပံကိုတကယ်မသိဘူးကျွန်တော်တို့နေရတယ်လဲတစ်စက္ကန့်ကြိုးနေလို့လည်းမရဘူးနောက်ကြအဲ့မဲ့အဲ့ကျွန်တော်တို့နေတိုင်းကအတိတ်နဲ့ပြစ္ဆုတ်အနာဂတ်ထက်ပဲနေတယ် you are living in the past and future ပဲပြစ္ဆုတ်ပံသိမှမသိဘူးပြစ္ဆုတ်ပံမှာဒါပေမဲ့နေတာပြစ္ဆုတ်ပံ logical thinking သိတယ်တကယ်ဟာမသိဘူးအဲ့မောဟခုကြမှာပြစ္ဆုတ်ပံဆိုတာတကိုယ်လုံးပြစ္ဆုတ်ပံလို့လည်းသိသွားတယ်စဉ်းစားကြလို့သေးလားပြီးပြီအခုစဉ်းစားကနေရာမှဖြစ်နေတာဒါပဲတလောကလုံးအချစ်လို့မသိလို့အချစ်ရှားနေကြတာတလောကလုံးအချစ်လို့ဒီအချစ်ကရှားစရာတော့အဲ့ဒါကိုလည်းနားမလဲပါဘူးဘာမှနားမလဲဘူးပြောနေတာသူတို့နားလဲတရားတွေကဘာတွေမှန်းကိုမသိဘူးဒါတော့မနေ့ကျလည်းလုံးစုံပြတော့တတ်တော့ချမ်းသာကြတယ်အရွတ်ပြန်အော်ပြန်ကဲဟုတ်ပါပြီတော့မိကုန်းနေအဲ့လောက်များမယ်ကျွန်တော်က9ခုဆိုဟာပြီးလောက်ပြီထင်တယ်အခုကတတ်တာ9ခုဖြစ်လာနောက်ထပ်ရောက်လာတာပါဆရာကာမတုခလိကကျင့်စဉ်အတ္တကိလမထကျင့်စဉ်တို့ဖြင့်နှိုင်းရှင်ပြီးမျက်စိမပရိပဒါကျင့်စဉ်ကိုသုံးသပ်လမ်းညွှန်ပေးပါဆရာကြီးခင်ဗျာအဲ့ဒါပြစ္ဆုတ်ပံတည့်သွားမျက်စိမပရိပဒါရောက်သွားတာပဲလွယ်ရလွယ်တယ်အဲ့တော့ကျွန်တော်ပြောပြတာပြစ္ဆုတ်ပံဆိုတာဘာလဲလို့မင်းစလွယ်ပါစဉ်းစားတယ်နဲ့ပဲရောက်သွားတိတ်ရောက်သွားပြီမှတ်ထားအဲ့တော့ပြစ္ဆုတ်ပံတဲဖို့ကြိုးစားရင်ပဲရောက်လာတာလွဲပြီတာအောင်နဲ့အဲ့တော့ချိန်ရင်လွဲတယ်မှတ်ထားအဲ့ချိန်ပါလို့ခေါ်တယ်ဒီကောင်မလေးတွေလိုက်ချိန်တာပါကြီးသွားတာပဲအဲ့တော့မင်းပြစ္ဆုတ်ပံတဲဝိပဿနာလည်းဘာလုပ်ခဲ့တယ်တဲ့ပြစ္ဆုတ်ပံတဲတယ်ရှုအားလုံးတော့ဥကိန်းတာပဲအဲ့တော့ပြစ္ဆုတ်ပံတဲတယ်လည်းလုံးလိုက်ရောလွဲပြီတာအောင်ပဲတကယ်ပြောတာသူအဲ့နာအတ္တနဲ့အနတ္တကိုယ်လိုတိုင်းကျွန်တော်ပြစ္ဆုတ်ပံကိုတဲ့တယ်ကိုယ်လိုတိုင်းလုံးရင်လွဲပြီတာအောင်ပဲသူကနဲ့သူတို့တဲ့တယ်သူမြင်ကြနေသူတို့တဲ့အဲ့ကိုယ့်ကိုယ်လည်းတဲ့ကိုလည်းကျွတော့လွဲတော့တာပဲသူကဒါကြောင့်မလို့အတ္တနဲ့အနတ္တအတ္တကိုယ်လိုတိုင်းအကုန်ဖြစ်ချင်တယ်သူကလိုက်တဲ့ချင်တယ်ပို့ဘူးသူကတဲ့ပြီးသားဖြစ်တယ်ပြီးသားဖြစ်နေရဲဆိုတာမြင်ကြိုက်ကြားကြိုက်တယ်အားလုံးပြစ္ဆုတ်ပံပဲဒါပေမဲ့အဲ့ဒါက philosophy မဟုတ်ဘူးကျွန်တော်တို့အဲ့ philosophy နဲ့ဒသနာတွေနဲ့လုံးလို့တရားတွေနဲ့လွဲကုန်ပြီးတော့ဖြတ်လန်းနေတရားဖြတ်လန်းနေဖြစ်ပြီးအခုဆရာတို့နိုင်ငံမှာပြဿနာတွေအများကြီးတက်နေသူကပြောချင်တာကအဲ့တော့အဲ့လိုမဟုတ်ဘူးဒါကဆရာတို့ကရှေးစိတ်နောက်စိတ်ကိုသိမှဒေါလို့ကြားတာရှေးစိတ်ခွေးလို့သိတာနောက်စိတ်ဒေါလို့ကြားကြိုက်မှာပဲပြစ္ဆုတ်ပံတဲ့ခွေးလို့သိလိုက်တဲ့အတိတ်ရောက်သွားခွေးဆိုတာအတိတ်ကမှတ်ထားတာအဲ့တော့ဒီဟာတွေကိုနားလည်မှအဲ့ဒါတွေကိုနားမလည် philosophy လို့ဖြစ်သွားမှာပြောဆိုလို့အဲ့ဒီ philosophy နဲ့တရားရတယ်ပဲဖြစ်နေလို့ပြောချင်တာအခုကပြဿနာတွေရှုပ်တယ်ဒီစိတ်ဖြစ်စဉ်ကပြစ္ဆုတ်ပံဆိုတာဒေါလို့ကြားကြိုက်ပဲပြစ္ဆုတ်ပံရတယ်ခွေးလို့သိလိုက်တယ်နဲ့ကျွန်တော်အခုကသိလိုက်တယ်နဲ့ဒေါကခွေးရဖြစ်နေပြီခွေးဖြစ်နေဗလားကြားလိုက်တယ်နဲ့ဘာဖြစ်တယ်ဒေါလို့ကြားလိုက်တယ်နဲ့စိတ်ကခွေးရဖြစ်နေပြီလေအဲ့တော့မြင်လားအဲ့တော့တေးကြတယ်အဲ့ဒါဖြစ်ဖို့ကလမ်းများနေပြီအဲ့ပဲညွတ်နေပြီဟမ်ဒါပါပဲဖြစ်စဉ်တွေကအဲ့တော့ပြစ္ဆုတ်ပံတဲ့သွားလို့ရှိရင်မှန်မှန်ကန်ကန်စိတ်ကတကယ်သိတာကျွန်တော်ပြောပြမယ်
ကိုကအစစ်မသိလို့အတုနဲ့ညားတာမှတ်ထားနော်အစစ်မသိလို့ဘာလဲညားတာအခုကတော့မင်းအမလားကျင်းလို့လုံးတာမရတော့ခုကျတော့အစစ်ကတော့သိတယ်ဒီအစစ်ကြငါလိုချင်တာကြီးမဟုတ်ဘူးဆိုတာသိသွားပြီကိုစိတ်ကူးရင်ခဲ့တာအဲ့တော့အစစ်ကိုသိလို့ရှိရင်အစစ်ကိုသိမှဒါအတုလို့သိအလင်းမြင်မှာပါအမှောင်လို့သိယုံနဲ့ပရမတ်တရားတွေရဲ့ပြစ္ဆုတ်ပံအခိုက်တွေကိုသိသွားမှကျွန်တော်တို့ကပြစ္ဆုတ်ပံကိုသိမှကျွန်တော်တို့စဉ်းစားလိုက်တာအတိတ်သေးတွေအမြဲရောက်နေသူသိတယ်ပြောချင်တာကသိသွားပြီဒီလိုကုသိုလ်ကိုသိမှအကုသိုလ်ကိုတကယ်သိတယ်ပြောချင်တာနော်အကုသိုလ်တွေမှနေပေါ့အမှောင်ထဲမှာနေအမှောင်ထဲမှာဝင်အမှောင်ထဲမှာဘာမှမသိဘူးလင်းလည်းမသိဘူးဒီလိုလေးနားလဲလေအဲ့တော့ဒီပြစ္ဆုတ်ပံကိုကျွန်တော်တို့ကသဘောပေါက်လာလို့ရှိရင်ကျွန်တော်တို့သူရင်စဉ်းစားလိုက်တာဒါအတိတ်ဒါအနာမှန်မှန်ကန်ကန်သိကျွန်တော်အဲ့ဒါလဲပြောရတာခက်တယ်ပြောတာခက်တယ်ဆိုတော့နက်ပြန်မှနည်းနည်းမစ္စည်းမပရိပါနည်းနည်းရှင်းပြမယ်ခရီးကနည်းနည်းအချိန်လေးလို့နော်နက်ပြန်ညဒီမေးခွန်းလဲထပ်မေးနော်နည်းနည်းဇလန်းလေးကရှေးမှာဆိုလို့ရှင်းရတယ်အဲ့လောက်မှလည်းနားလဲမှာနှုတ်ဖို့ချင်းဒီပြစ္ဆုတ်ပံတော်တော်ခက်တယ်ပြောချင်တယ်နော်ဟုတ်ပါပရိစ္ဆသမုပ္ပတ်လေခြင်းဤအကြောင်းရင်းအစမှာအဝိဇ္ဇာနဲ့တဏှာလို့သိထားပါတယ်တဏှာကလိုခြင်းမှုအဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်လို့သိရပါတယ်အဝိဇ္ဇာကရောဘာကြောင့်ဖြစ်တာပါလဲသိလို့ပါသည်အဲ့တော့ကျဲဥနဲ့ကျမဘယ်အစတက်လို့စားတာလားစားလို့တက်နေကြတာလားဘယ်လဲပြဿနာမသိလို့လိုချင်တယ်လားလိုချင်လို့နောက်ကြလိုချင်လို့ယူလိုက်တယ်နောက်မှသိတာလေဇလန်တရားကိုယ့်အကိုစဉ်းစားပေါ့အဲ့တော့ဒီဟာကဝိညာဉ်နဲ့နာယုတ်လို့ပဲဝိညာဉ်ကြောင့်နာယုတ်ဖြစ်လို့နာယုတ်ကြောင့်လည်းဝိညာဉ်တွေဖြစ်တယ်ပေါ့နော်ဒီလိုတွေသွားနေတာပါပြောချင်တယ်ကနော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်နဲ့ပြောပြတယ်ဘာဖြစ်လို့လဲသားအဲ့ဒီမေခွန်းတွေကလေမဖြေရတဲ့မေခွန်းတွေမြတ်စွာဘုရားတော့ဖြေမှာမဟုတ်ဘူးဒါပေမဲ့လူတွေကျင့်တဲ့အောင်ဖြေတာပေါ့စာလို့တော့အဝိဇ္ဇာဘာကြောင့်လဲအတော်တရား၄ပါးပေါ့ဒါတော့စာဖတ်သိတာဒါပေမဲ့ကျွန်တော်ကလည်းအဲ့လောက်ကလည်းမကျင့်တတ်ဘူးအဲ့လောက်လည်းဉာဏ်မမိဘူးဒါပေမဲ့ကျွန်တော်နောက် dimension တွေနဲ့ရှင်းပြပရိစ္ဆာသမုပ္ပတ်ဆိုမှတ်တာပရိစ္ဆာသမုပ္ပတ်အကြောင်းကိုဆွဲ၍အကျိုးဖြစ်တယ်ဒါအဲ့တော့ကျွန်တော်ကတခုခုသိတိုင်းကအဲ့ဒီရဲ့ရှေ့မှာဘာတစ်ခုရှိတယ်အကြောင်းတရားတစ်ခုအများရှိတယ်အဲ့တော့ဘယ်တော့မှအစဆိုတာမရှိဘူးမှတ်တာဒါမလို့ပရိစ္ဆာသမုပ္ပတ်ကိုစက်ဝိုင်းကြီးနဲ့ပြစက်ဝိုင်းကြီးမှာအစရှိတယ်အဲ့ဒါ philosophy တော့ပြောပြအဲ့တော့ကျွန်တော်ကတခုသိတိုင်းကအဲ့ဒီတခုသိသွားပြီဆိုတော့အဲ့ဒီရဲ့ရှေ့မှာဘာတစ်ခုရှိနေအကြောင်းတစ်ခုအဲ့တော့ဘယ်တော့မှအစဆိုတာအစဆိုတာမရှိဘူးလို့တင်ဘာလို့အစတွေရှောင်နေနေတာဘယ်ကစတယ်ငါအစပြောပါအောင်အစပြောပါအောင်အစရှိတယ်တော့ဖန်ဆင်းခြင်းတကိုးရှင်ရှိတယ်မြမာယရှိတယ်အဲ့အရာတွေအတ္တဝါဒတွေသူအစကိုယူထားတာဒီအစကနေသာစဉ်းစားတယ်ဆိုအစအကြောင်းကိုထားလိုက်ထားနိုင်ရင်ကျွန်တော်တန်တရားလဲပြီဒါပြတစ်ချိန်မှာမြမာကြီးနဲ့ပြန်ပေါင်းသွားတယ်ဆိုတာကအကျိုးမရှိတော့မြမာကြီးကဖန်ဆင်းလိုက်တာအကျိုးတရားတွေကြောင့်မတန်တရားလားဒုက္ခတွေရောက်နောက်မြမာကြီးနဲ့ပြန်ပေါင်းသွားတဲ့အတွက်ဒုက္ခတွေငြိမ်းသွားပြီကျွန်တော်တို့ကအကြောင်းဖြစ်လို့အကျိုးဖြစ်တယ်အကြောင်းချုပ်မှကျွန်တော်အကြောင်းမချုပ်ဘဲနဲ့အကျိုးချုပ်တယ်ဒါမှမဟုတ်အတ္တဝါဒနဲ့အနတ္တဝါဒဆိုဖန်ဆင်းရှင်ဘယ်တော့မှမချုပ်ဘူးကျွန်တော်အကြောင်းဘယ်တော့မှမချုပ်ဘူးအစရှိတယ်ကျွန်တော်တို့ပြိဿသမုပ္ပါအစဆိုတာမရှိဘူးဒါမှမဟုတ်အစလို့စစဉ်းစားတာအတ္တတွေကိုရောက်တယ်အနတ္တမှာအစမရှိဘူးဒါတွေဒီလိုစနားလဲရတဲ့နေရာအဲ့တော့မြတ်စွာဘုရားတန်တရားဘယ်ဟာစလဲတော့သူစင်ញင်ကြီးကအစကိုမထင်ဘူးတဲ့မထင်လောက်အောင်ဒါတနေ့အစမရှိဘူးဆိုရင်မရှိဘူးဆိုရင်မသိလို့လေဆွဆွဲမှာစိုးလို့ပြောတင်တာပညာရှိလည်းဖြေရသေးတယ်အဲ့ဒီမှာပညာရှိတွေကလည်းဝိုင်းဝေဖန်မဲ့လို့လည်းအပြည့်ဦးပဲဘုရားလည်းဝေဖန်မဲ့လို့စောင့်တယ်အဲ့တော့ကျွန်တော်တို့ပြောလို့ဝေဖန်တာတော့ပြင်းအောင်ပြင်းသေးတယ်ပေါ့နော်ပြေပြောကြမှာပဲဒါပေမဲ့မြတ်စွာဘုရားစဉ်းစားကျွန်တော်ဘက်ကအမြင်တခုဘယ်တော့မှကျွန်တော်အစလို့စဉ်းစားတတ်တဲ့လေ့ကျင့်မရှိတော့အဲ့တော့အစပြန်ပြောပါလို့မလုပ်တယ်အဲ့တွေ့ရကြုံရပဲဆက်တာနားထားတော့လိုက်တော့ဟုတ်တရားတွေအစတော့မပြီးတော့ဘူးအဲ့ဒါလာတဲ့နေရာကစနားထောင်ကြာရင်နားလေသွားကြာရင်သူကသူလိမ့်ပက်လဲသွားလိမ့်မယ်ရင်းလားပြောချင်တာကဒီလိုပဲလေကျွန်တော်သွားနေရတာ
ဟုတ်လားကျွန်တော်တန်တရားတစ်ခုကိုအစမဟုတ်အဲ့တော့ကြုံတဲ့နေရာပဲလိုက်နေကြတာပဲလုံနဲ့ပဲသွားနေကြတာပဲပေါ့နော်ဒီလိုနားလည်သွားလိုက်ဟုတ်လားဟိုတယောက်နဲ့တစ်ခုပေါင်းကြတာလေဟိုငယ်ငယ်ကနေစပေါင်းမယ်ဆိုတာရှိတယ်တွေ့လေတွေ့တဲ့နေရာတွေစတာဟုတ်ပြီဟုတ်ပြီအဲ့ဒါနဲ့ပေါင်းသွားတာပဲလေဒီလိုပဲဒုက္ခပဲတို့ကလေးဘွားပြန်စကြအောင်ဆိုရှိလားတယောက်နဲ့တယောက်တွေအစပေါင်းအောင်ဆိုလုပ်ကြပါလားရှင်လက်တွေ့ကိုမကြောက်နော်အဲ့လိုပေါ့နော်ဟုတ်ပါပြီ You began what you think ဆိုတဲ့ကုတ်ကလေးကြောင့်ကောင်းတာလေးတွေပြောင်းတွေးပါဟုသိရပါတယ်ထိတိသတိဆိုတဲ့အတိလေးနဲ့သတိကပ်ပြီးပြစ္ဆုတ်ပံမှနေတဲ့အခါဘယ်လိုလူမျိုးဖြစ်လာမှာပါလဲဆရာမဘယ်လိုလူမျိုးတို့သူလုံကြည့်ပါလားဘယ်လိုလူမျိုးဖြစ်လဲကိုယ်ကမေးနေရတာအဲ့တော့ကိုဂျင်းစောမယ် exercise စောမယ်ဆိုဘယ်လိုလူမျိုးဖြစ်လာမှာလဲဆိုအဲ့လိုစောကြည့်လိုက်မှာကိုယ့်ကို smart ဖြစ်လာမှာပေါ့အဲ့တော့အလှပြင်ဆိုင်သွားရင်လည်းအဲ့လှပြင်ဆိုင်ကဘလို့ရုပ်ထွက်လာမှာဆိုကိုယ့်ကိုပြင်ကြီးလိုက်ထွက်လာသိလိမ့်မယ်သူကကြိုးစဉ်းစားမယ်တဲ့အဲ့ဒီကိုအဲ့တော့အိမ်အောင်ကြရင်ကောင်းလားမကောင်းလားဆိုဘလို့တရားအဲ့ပုံမြင်အောင်ပြောပြမှာဖြစ်နေယောက်ျားရင်ကောင်းလားမကောင်းလားဆိုပြောပြတာအဲ့တော့ကိုယ်တိုင်သာယူကြည့်လိုက်တော့ရမှာပဲအဲ့တော့တရားထိုင်ရင်ကောင်းလားမကောင်းလားပဲကိုယ်တိုင်ထိုင်ကြည့်ပါကိုယ်တိုင်လုပ်ကြည့်ပါနော်ဒီကျွန်တော်တို့ကအဲ့ကြပြောခင်းကြလေကောင်းလားမကောင်းလားဆိုစားကြည့်မှသိတာလေကိုယ်တည်းကြိုက်မကြိုက်တာဟုတ်လားမျိုးဒီကောင်းလားမကောင်းလားဆိုကိုစက်တာကြိုက်ရင်ကောင်းတာဗောစက်တာမကြိုက်ရင်မကောင်းဘူးဗောပြောချင်တာဒီလိုတွေနားလည်သွားမှာဗောနော်ဟုတ်ပါဘူးထိုတို့တွင်ပိုင်ခြားခြားမတွေ့မဝေသိပြီးနောက်ပြောဆိုမျှဝေတဲ့အခါကိုသိတာလွဲနေတယ်ဟုအပြောခံရရင်ညီတို့ဆင်ញင်ရပါမလဲပြောပြပေးပါဆရာကိုသိတာလွဲတယ်မလွဲတယ်ဆိုမှတ်ကြောက်တင်ကြည့်ပါဆရာပြောတယ်မှတ်ကြောက်တယ်ပြောချင်တာမှတ်ကြောက်တင်တယ်ဆိုတာအများကြီးမရှိဘူးပြောချင်တာဆရာတို့ကလောကကြီးမှာဒီပထမဗုဒ္ဓရဲ့တိဆောက်ခဲ့တာကယုံနဲ့နံနော်ဒီလောကလာဒါ basic အဲ့ဒါအကြောင်းနဲ့အကျိုးကြီးရတာအဲ့ဒါပြီးတော့ဘာလို့လဲသစ္စာ၄ပါးဆိုရတာတခုလားချိန်ထိုးလိုက်ပြီးပြီပြောချင်တာအဲ့တော့ဒါပဲရှိတယ်ဆရာကတော့လည်းပြောသွားပြီဒီဟာလေးတွေပဲဟိုဒီသစ္စာ၄ပါးနဲ့စာကြီးလို့မဟုတ်ဘူးလက်တွေ့သိရမယ်အခုကစာကြီးလို့တော့မလုံးနဲ့စာကြီးလို့ကကျွန်တော်ဘဝထဲမှာမမြင်ဘူးပြောချင်တာလက်တွေ့တဲ့ကိုချိန်ထိုးနိုင်တဲ့ဟာတခုကအခုကျွန်တော်ကကျွန်တော်ကခါပါပဲဒီလိုပဲပြောနေပဲဒါပေမဲ့ကျွန်တော်ပြောတဲ့စကားတွေထဲမှာနောက်ွယ်က background တွေကလေဓမ္မစကြာပါတယ်နတ္တလက္ခဏာတုတ်ပါတယ်ပရိစ္ဆသမုပ္ပါပါတယ်သတိပဋ္ဌာန်တွေပါတယ်သစ္စာပဋ္ဌာန်တွေပါတယ်အဲ့ဒီဘောင်တွေထဲမှာလည်းရှိကိုကမမြင်လို့တာပြောချင်တာဒီထဲမှာပဲရှိအားလုံးဝေဖန်စစ်စစ်လိုက်ရင်ဒီဗုဒ္ဓရဲ့အခြေခံတရားတွေထဲမှာရှိအဲ့ဒါကိုပြန်ကြည့်လို့ရှိရင်ဒီလောကအမြင်ဓမ္မအမြင်ဘဝအမြင်ဒီထဲတွေပဲရောက်တယ်သီလသမာဓိပညာတွေဒီ system တွေထဲမှာပဲကုန်ရှိတယ်ဒါကိုယ်သိသွားပြီဒီ system ထဲမှာနေလို့ရတယ်တောင်းကြလဲဒီ flow ထဲမှာပဲအမြင်စင်းနေကြတယ်ဖြစ်လာနော်အဲ့တော့ဒီအတွက်ဘာလား training လို့တယ်ပြောချင်တာဒီအတွက်ဘာလား training လို့တယ်ကျွန်တော်ကအဲ့ training ကိုနံပါတ်1ကအနည်းဆုံး10ရက်ပေးချင်တယ်လူတွေတစ်လပေးချင်တယ်ပြောချင်တာတစ်လပေးလို့ရှိရင်ကျွန်တော်သေချာသိတယ်သူတို့ထူးကြတယ်10ရက်ဆိုရင်သူအခြေခံရတယ်80ရောက်တယ်10ရက်လောက်မှသူ80ပါလာအဲ့လူကဘယ်လိုလဲကျွန်တော်ကန့်သွင်းနေတယ်ကန့်မှာတရားစခန်းလို့မဟုတ်ဟိုတယ်လို့ resort ကန့်သွင်းနေတယ်ကျွန်တော်တကယ်ပြောတာအဲ့ဒါကိုဗစ်ဖြစ်သွားလို့ကိုဗစ်မဖြစ်ရင်ဗမာပြည်ရဲ့ဒီဟိုတယ်တိုးစီစဉ်မဟုတ်တဲ့ချိန်မှာကျွန်တော်တို့ group လိုက်သွားပြီးတော့ discount တွေရတယ်တိုးစီစဉ်မရှိဘူးလုံးဝမရှိအဲ့လူတွေကအဲ့လိုဘဝမျိုးကိုကြာမှာ तू အိမ်နဲ့လဲအဲ့ကြောင့်မေ့ကုန်တာပြောချင်တာရိတ်တာကြီးလို့နေလဲ तू စိတ်ထဲမှာရိတ်တာဆိုရဲ sense ကိုရှိကျွန်တော်ဒီပေါ်မှာထိုင်စကားပြောနေတာနဲ့ဒီအောက်မှာစိုင်းတောင်ပြောရတယ်လက်ဖေးဆိုင်ပြောတယ်နဲ့မတူဘူးပြောချင်တာဒီ atmosphere တွေမတူဘူးအကြောင်းအရာတွေမတူဘူးဒီလိုတွေကွာအဲ့ဒါအဲ့တော့ကျွန်တော်အဲ့လို atmosphere တွေကိုရစေရင်နေကျင်တာ live ကဒီလိုတွေအဲ့ဒီကြမှာသူကဒီထက်ကို absorb တခါတည်းရတယ်နေထိုင်နေဒီလိုတွေပါဒါကြောင့်မို့ဘာလို့လဲ training လို့တယ်ဒီလို training တွေလုပ်အောင်နော်ကျွန်တော်ဗုဒ္ဓဂါသာ7ရက်ကြာတယ်အဲ့ဒီဗုဒ္ဓဂါယာကိုစလိုက်လာလို့7ရက်ကြာအကုန်ပြောင်းတယ်
နေရာလဲတကယ်နေရာတွေဖြစ်တဲ့အတွက် training လို့ camp လို့သွားလိုက်တာတို့ကပြောချင်တာဓမ္မတိုးသွားလိုက်တာဓမ္မအဲ့မှာတော့ပြောင်းသွားတယ်ပြောချင်တာဒီလိုတွေသွားတာပါအဲ့လိုလေးတွေဆိုရင်တော်တော်လေးကိုအဆင်ပြေကြတယ်နော်ဟုတ်ပါ မမြင်ရရာကိလေသာသူ့အလိုလိုငြိမ်းသည်ဟုပြောပါသည်သို့တော်မလွဲမရှောင်သာ၍ကိုနှင့်အစင်မပြေသောသူနှင့်တိုက်ရိုက်တွေ့ပါကမိမိစိတ်တွင်တညာပေါ်သွားတာပါဟုသတိပြုမိပါသည်ထိုချိန်တွင်စိတ်မှလည်းဒေါသဖြစ်နေပါသည်ပြစ္ဆုတ်ပံကိုနှလုံးသွင်းမိဟုကြိုးစားပြီးနှလုံးသွင်းပါသည်သို့တော်ဒေါသကလွယ်လွယ်နဲ့မပြောက်ပါ၍ပင်ပန်းဆင်းရဲနေပါသည်အချိန်ခဏကြာမှဒေါသပျောက်သွားပါသည်ဒေါသကမိမိစိတ်တွင်ကာလတစ်ခုခိုးအောင်သွားနိုင်ခြင်းမှာမိမိ၏တဏ္ဍာတွင်တတိတမာရိပါဝါမလုံလောက်သေးသောကြောင့်ဖြစ်ပါသလားဆရာအဲ့တော့လောကမှာအရှိန်ဆိုတာရှိပါတယ် momentum စပိန်တစ်ခုနင်းသွားရင်မနင်းရင်လည်းအရှိန်သွားတာကျွန်တော်တို့ကကိလေသာအရှိန်တွေများခဲ့တယ်များခဲ့တော့ကိုက break ကအရင်တော့မပါဘူးခုတော့ break လေးပါတာတော့မှ break ကအားမကောင်းသေးဘူးပြောချင်တာအဲ့တော့အရှိန်ကတော့အရှိန်ကုန်မှနည်းနည်းကြာနေအောင်ဖြစ်ကြောရှည်နေတာပေါ့အဲ့တော့ဒီဘက်ကကျွန်တော်ကသတိတွေအားကောင်းလာသတိတွေအားကောင်းလာရင်သတိကလည်းစိတ်ထဲမှာအရှိန်တစ်ခုနဲ့ပါသွားတာပဲဒီမှာပါတော့ဒီသတိအရှိန်ကြောင့်ဟိုဘက်ကကိလေသာတစ်ခုတိုးရင်တော့မှဒီလောကမှာအရှိန်တစ်ခုရနေတာဟိုကဝင်တိုးရင်ချက်ချင်းမသွားဘူးဒီအရှိန်ကပဲအားကောင်းတာပြောချင်တာအကြောင်းကြောင့်ဟိုဘက်ကအားကောင်းဒီအရှိန်ကြောင့်ကိုဖြစ်ကြောတူသွားတယ်ပြောချင်တာအဲ့တော့ကျွန်တော်တို့ကဒီသတိဆိုရဲကုသိုလ်တရားတွေကိုအရှိန်ကောင်းအောင်ကြိုးစားထားအဲ့တော့အရှိန်မကောင်းမဲ့နဲ့ကျွန်တော်တို့ကကိလေသာအရှိန်ကောင်းနေတော့တွေးလိုက်တဲ့ကိလေသာချက်ချင်းကျွန်တော်တို့လွှမ်းမိုးသွားတယ်အဲ့တော့သူကတော်တော်နဲ့ရက်လို့မရဘူးဘရိတ်ကလည်းခုမှစပြီးတော့ဘရိတ်ကဖမ်းတော့ဘရိတ်ကလည်းအားမကောင်းဘူးဒါကြောင့်မလို့ပါဒါကြောင့်မလို့ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ဖို့လိုပါတယ်နော်သမာသင်္ကပ္ပနှင့်ယောနိသောမနတိကာယသဘောတရားချင်းအတူတူပါပဲလားဆရာကြီးယောနိသောမနတိကာယနော်မနတိကာယမှန်မှန်ကန်ကန်နှလုံးသွင်းတာဒါတော့အားလုံးပေါ်ခြုံလိုက်တာအဲ့တော့တမ္မာသင်္ကပ္ပဆိုတော့ way of thinking ကျွန်တော်တို့ကစဉ်းစားပုံတွေကိုအတ္တနဲ့စဉ်းစားမှလားအနတ္တနဲ့စဉ်းစားမှလားပေါ့ကျွန်တော်ကဒီလိုလာတာပြောချင်တာကအဲ့တော့ဒီစဉ်းစားပုံတွေကိုကျွန်တော်ကသင်ရတယ် specific ကိုဖြစ်တယ်ပြောချင်တာကယောနိသောမနတိကာယဆိုတာမှန်ကန်တဲ့အားဆိုတော့ရုပ်တည်နေဘာညာပေါ့နော်အများကြီးပဲပေါ့သူကတော့အားလုံးကိုခြုံပြီးတော့ general ပေါ့နော်ကျွန်တော်တို့က wise attention ပေါ့ systemic attention ဆိုတော့ဒီမှန်ကန်တဲ့နှလုံးသွင်းမှုတွေဆိုတာ overall ခြုံသွားတာတမ္မာသင်္ကပ္ပဆိုတာတော့မှန်ကန်တဲ့မြင်ဥပမာကုသိုလ်အကုသိုလ်လဲကုသိုလ်နဲ့နှလုံးသွင်းဖို့အကုသိုလ်နဲ့နှလုံးသွင်းဖို့ခုနကဒီအတ္တနဲ့နှလုံးမသွင်းအောင်နဲ့အနတ္တနဲ့သွင်းဖို့ပေါ့ specific လေးတွေကျွန်တော်သွားလို့ရတယ်နော်ဘိုးကတော့ overall ခြုံသွားတယ်ဥပါဒံအစွဲလွတ်ရန်မြည်တို့နှလုံးသွင်းရမည်ကိုသိလိုပါသည်အဲ့တော့ဥပါဒံအစွဲလွတ်ပါဆိုတာသတိရှိရင်ဥပါဒံမရှိဘူးသတိမရှိရင်ဥပါဒံရှိတယ်ဒီလိုပဲအဲ့တော့ဥပါဒံရှိလားမရှိလားဆိုသတိထားရမယ်ပြောချင်တာအဲ့တော့လူစိုးတယောက်ကိုခိုးမဲ့လူတယောက်ကိုနောက်ကသာမျက်ခြေမပြတ်လိုက်ကြည့်နေမခိုးတော့ဘူးဒါဥပါဒံဖြစ်မှာကိုနောက်ကနေလိုက်ကြည့်နေလို့ရှိရင်ဒီဥပါဒံမလွန်ကျူးတော့ဘူးလွန်ကျူးမဖြစ်တော့ဘူးသူကအဲ့တော့ပကုတ်ကူဆရာတော်ဘုရားကာယကံဝစီကံမနောကံပြုမဲ့ကြံဥပါဒံကိုသတိပြုတဲ့ဒီလိုလေးဆိုခဲ့တာကိုယ့်ရဲ့ဒီဥပါဒံလေးကိုစပြီးတော့သတိပြုတယ်သူကဥပါဒံဆိုရင်ခုတော့ပြောချင်နေတယ်လှုပ်ချင်တယ်မပြောရမနေနိုင်တာလွဲလို့ဒီလိုတွေစစဉ်းစားလာတာကျွန်တော်အရင်တော့ဟင်းရည်တောက်တယ်လေးသိမယ်ဟင်းရည်ကိုတစုံခတ်တောက်ကြည့်ကောင်းများကောင်းလို့ရှင်တော့လေနောက်ကနှစ်စွန်းသုံးစွန်းကလွတ်ကုန်မလွတ်ဘူးကဥပါဒံဆွဲသွားပြီဒီကောင်းကိုပြောချင်တာကျွန်တော်တို့ကဒီလိုလေးတွေတွေ့ရတယ်နော်ကိုယ့်ရဲ့စိတ်ဟင်းရည်တောက်တာတခါကျတစုံနဲ့မဟုတ်လေနှစ်ခါသုံးခါခောက်ဘူးမကောင်းလို့ကတော့လေတစုံပြီးရတယ်ချထိုက်တာနောက်မနိုင်တော့အဲ့တော့ဥပါဒံရှိပါတော့ကံလို့တယ်ဒီဆရာတို့ကပြောချင်တာအဲ့တော့မှဒီဥပါဒံလေးတို့စသတိပြုမိတာအဲ့တော့ဥပါဒံဆိုရင်လည်းအဲ့ဥပါဒံကိုသတိပြုမိသွားရင်အဲ့ဒီသတိပြုကဥပက္ခဖြစ်သွားတယ်ပြောချင်တာကြာတော့ဒီဥပါဒံလေးကရော့လာနောက်ကနေလိုက်ကြည့်ဥပါဒံရော့ရင်ဘာဖြစ်လဲဥပက္ခဖြစ်တယ်ပြောချင်တာဥပါဒံရော့ရင်ဥပက္ခအဲ့တော့သတိရှိရင်ဥပါဒံမရှိဘူးဥပါဒံရှိရင်
တတိမရှိဘူးဒါဒီလိုပရမန်ကျင့်ရတယ်ကျင့်ကျင်တယ်ကျွန်တော်ဘာသိလာလဲဆိုဥပဒံရော့ရင်ဥပက္ခဖြစ်လာညာဒီလိုတွေသွားတာသူ့ရဲ့သဘောလေးကအဲ့တော့ဥပဒံရှိရင်ဥပက္ခလည်းမဖြစ်ဘူးဟုတ်လားဘက်လိုက်တာဘယ်အစစ်ဖြစ်နော်ဟုတ်ပါ နောက်ဆုံးမေခွန်းဖြစ်ပါတယ်နာကြားခဲ့ဘူးသည့်တရားအပေါ်မေးမြန်းခွင့်ပြုပါဆရာကြီးတီဟိုဒုဒ္ဒကာမဏိဘယင်ဥဆောင်၍တိုင်းတစ်ပါးရန်ကိုတိုက်ထုတ်အောင်မြင်ပြီးနောက်ရန်သူတို့များစွာကြာရှုံးတည်ကြည်ခဲ့သည်ကိုဘယင်မှပြန်လည်ဆင်ခြင်မိက၎င်းမှာအကုသိုလ်အမှုများစွာပြုလုပ်ခဲ့မိသည်ကိုတုံ့နှုတ်ကြောက်ရွံ့နေစဉ်အနည်းရှိဆရာတော်တန်ဃာတော်အချို့မှမင်းကြီးအားမင်းကြီးတေးကြည်ကြသောရန်သူများစွာတို့အထက်တွင်လူစင်စစ်တယောက်နဲ့တပိုင်းတရဏဂုံနှင့်၅ပါးသီလမြဲသူအနည်းငယ်များသာပါရှိပါကြောင်းရန်သူများစွာကိုတတ်မိခဲ့သည့်အတွက်မိကြီးတွင်မပြောပလောက်သောအပြစ်အနည်းငယ်သာရှိပါကြောင်းဖြေသိမ့်ပြောကြားခဲ့ပါသည်ထိုပြောကြားချက်အပေါ်ဓမ္မအမြင်ရှိတော့မှမှန်မှန်သုံးသပ်လမ်းညွှန်ပေးပါခင်ဗျာပြဿနာတော့ရှာရောအဲ့တော့သုတ်တံမှာရှိပါတယ်သူကလူတတ်သမားကြီးလူတတ်သမားဆိုဟိုဘယင်တခိုင်တက်ရတာပေါ့လေအဲဒီလူကတက်အဲ့တော့သူကနောက်ဆုံးချိန်ရောက်အဲ့ဒါရှင်သာရိပုတ္တရာနဲ့တော့သူတက်ခက်တော့သူကဒီဘက်ပြန်မြင်တာပေါ့လေပြန်မြင်တော့အဲ့ဒီဟာကြီးသာပြင်သူအပယ်သွားမှာပယ်သွားမှာအဲ့တော့အဲ့ကလေးကိုနည်းနည်းမပြောခင်နည်းနည်းတစ်ခုပြောအောင်မယ်အခြေခံ၅ပါးသီလမှာမုဒ္ဒဝါဒဆိုတာရှိတယ်မှန်တာမပြောဘူးဆိုမှားတာပြောတော့နော်အဲ့တော့တချို့ကလည်းဘာပြောတော့ဆရာ၅ပါးသီလလည်းကျန်တယ်နည်းနည်းထိမ့်နိုင်တယ်ကျွန်တော်တို့ကကုံရောင်းကိုယ်တွေလို့တော့နည်းနည်းပါးတော့လိန်ရတာပဲဟိုပြောဒီပြောရတယ်ကျွန်တော်အဲ့ဒီမုဒ္ဒဝါဒဖောက်နေရတာကျွန်တော်ကစားဝတ်နေတွေရှားတော့လေဒီလိုပြောကြတာအဲ့တော့မှန်မှန်ကန်ကန်မပြောရင်ကိုကျွန်တော်မုဒ္ဒဝါဒလို့ဒီလိုထင်ကြအဲ့တော့ကျွန်တော်ဥပမာလေးပြောပြတယ်လူတယောက်ကနောက်ကနေလိုက်တက်ပြီကွာလို့မင်းကပြေးရတယ်အဲ့တော့ဒါပေမဲ့လမ်းကျိုးတစ်ခုမှာမင်းချိုးလိုက်တဲ့အခါမှာအင်ရှင်တယောက်တွေ့တော့ကျွန်တော်နောက်ကလိုက်တက်နေလို့ကျွန်တော်ဖွက်ပေးထားပါအေးလာဒီနားနေနောက်ကတက်တဲ့ကောင်လိုက်ဟာဒီနားလူတယောက်ဖြတ်သွားတာမမြင်ဘူးလားမြင်မအောင်ပါမလားပါဘူးအဲ့လိုပြောရတာပေါ့နော်ပြောတော့ကျွန်တော်ပြောတယ်ဒါကညားတယ်ပေါ့၅ပါးသီလချိုးဖောက်တယ်ပေါ့ဒါမုဒ္ဒဝါဒဒီလိုပြောတာကျွန်တော်တို့ကမမှန်တာပြောရင်ကိုမုဒ္ဒဝါဒလို့ဒီလိုစဉ်းစားတာဘာနဲ့တူလဲဆိုလေဥပုသ်ဆောင်ရင်ညနေတာထမင်းမစားဘူးဖြော်ရည်တောက်လို့ရတယ်အဲ့တော့ထမင်းစားမှနေဖြော်ရည်ပြောင်းတောက်တယ်အမှန်မသိတာလောဘစွန်းတာလို့မသိလောဘထမင်းစားခြင်းနဲ့လောဘစွန်းတယ်ဒါမှမဟုတ်ဖြော်ရည်တောက်ခြင်းနဲ့လောဘလည်းစွန်းတဲ့နဲ့မတတ်တာမှတောက်အောင်အဲ့လိုအမှန်သိတာမုဒ္ဒဝါဒတော့မမှန်တာပြောရင်လိမ့်တာမဟုတ်ဘူးမမှန်တာပြောလို့မဟုတ်ကိုပြောလိုက်တဲ့ဟာအာကုသိုလ်ဖြစ်မှမုဒ္ဒဝါဒဒီဟာတခုဟာဒီကုသိုလ်အာကုသိုလ်ပေနံပြောက်တယ်ကျွန်တော်တို့ကမမှန်တာအဲ့တော့ခုနကနောက်ကလိုက်တတ်တယ်ကွာမင်းကဖွဲ့ထားတယ်ကွာလာရင်မသွားပါအောင်ဆိုမင်းကမုဒ္ဒဝါဒဖြစ်နေမဟုတ်ဘူးတေမဲ့လူလည်းမင်းကယ်လိုက်တယ်တတ်မဲ့လူလည်းအကုသိုလ်မဖြစ်တော့မင်းလောက်တာကုသိုလ်လေအကုသိုလ်ကမုဒ္ဒဝါဒမဟုတ်ဘူးလေအဲ့တော့ဘာလဲတဲ့အဲ့ဒါပရိယေပရိယေသုံးရတာတခါလေရတော့ဟုတ်ကပါပဲအဲ့တော့ကလေးတွေကိုဆေးထုတ်မှဆိုမနာပါဘူးလို့ဒီဆေးမခါဘူးလို့တိုက်တာလို့မိဘတွေလိန်နာတွေဖြစ်နေမှာသူတို့အကျိုးတွေလို့ရတာလေလိန်နာမဟုတ်ပရိယေကျွန်တော်မမှန်မကန်ပြောတိုင်းဒီလိုပဲမမှန်မကန်ပြောပြီးတော့ဒါမုဒ္ဒဝါဒအဲ့တော့ကုံတယ်တွေဆိုလည်းတူပေါ့ဒီခါကျလူတွေစိတ်ချမ်းသာလို့ပြောရတာပေါ့ဒါနောက်နေ့လည်းမဟုတ်နောက်နေ့လေနောက်နေ့ခဏလေးစောင့်ပါတင်းနေများနေတာဒီလိုပဲတယောက်နဲ့တယောက်မိဒီလိုပဲလှုပ်သိနေတာလေးတွေလှုပ်ပေးရတာပေါ့ပြောချင်တယ်ခါကျလာတယ်ဒီတိုင်းကအရေးကြီးတယ်ထင်ကြတာကြည့်လိုက်တော့तू ကပိုအရေးကြီးနေဆိုအရေးကြီးတဲ့လူတွေခါကျနဲ့ဦးစားပေးလို့ရတယ်အဲ့တော့ခင်ဗျာဗျာနောက်နေ့နက်ပြန်တော့ရမယ်ဒီလိုပဲကြည့်ကောင်းအောင်ပြောရတာဒါပရိယေပြောချင်တယ်ကိုလည်းတိုင်းမြင့်တလားအကုန်လုပ်ပြီးပြောချင်တယ်ညာပြီးတော့ तू နင်းနာအောင်လုပ်နေရမဟုတ်ဘူးကျွန်တော်ကဒီလိုလုပ်ရဒါမိတ်ဒီလိုတွေကအဲ့တော့အခုလဲတူတာပဲဟာဒီလူသားသမားကြီးကတတ်ခဲ့ပြီသူအဲ့ရနဲ့တော့အပေကြအဲ့အရှင်သာရိပုတ္တရာနဲ့တွေ့ဘာလို့ရတော့မလဲရှင်သာရိပုတ္တရာမင်းကိုယ်တိုင်တတ်ချင်လို့တတ်တယ်လားဘင်းတတ်ခိုင်းလို့တတ်တယ်လားဘင်းတတ်ခိုင်းလို့အေးလေဒါပဲပေါ့အေးလေဒါပဲပေါ့သွားသူကသူအပြစ်မရှိဘူးလို့ခံစားလိုက်တော့တေးလဲတော့အဖေမကြားတော့ဒီလိုလေးပေါ့သဘောပေါက်ပေါ့ဒါပေမဲ့အဲ့ဒါမှရည်ရွယ်ချက်ရှိရဘင်းကိုမျက်နှာလှုပ်ချင်လို့လှုပ်တာလားတကယ်ပန်ပန်ကန်ကန်အတိတစ်ခုကိုသူ့မှာကိုက
ကောင်းရအကောင်းကြောင်းကိုရှိလို့ပရိယေသုံးပြီးပြောပြရတာလားကိုယ့်ပေါ်မှာကိုမျက်နှာစာလိုချင်လို့လားကိုအကျိုးစီးပွားအတွက်လားအဓိကအခုစဉ်းစားရပြောချင်တယ်ကအဓိကကတော့တတ္တဝါအလုံးရဲ့အကျိုးစီးပွားပေါ်မှာမူတည်ပြီးတော့ situation တစ်ခုပေါ်မှာသုံးသက်ဆုံးဖြတ်ရတာတွေရှိပါတယ်ကျွန်တော်တို့ဒီလိုလေးတွေပါနော်အဲ့တော့ပရိယေဆိုတာလေကိုယ့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးပေါ်မှာပဲမူတည်တယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှားရင်လည်းကိုယ်ပဲခံမယ် responsibility ပဲကံအကျိုးပဲကိုယ့်ရဲ့စိတ်နေစိတ်ဓာတ်ပေါ်မှာမူတည်ပါတယ်လူတယောက်သွားကူညီလောက်ကင်ပေးတာကိုပဲကူညီခြင်းနဲ့စိတ်နဲ့လုပ်တာလားဖားခြင်းနဲ့စိတ်နဲ့လုပ်တာလားသူ့ပေါ်မှာပဲမူတည်တယ်အဲ့တော့ကူညီခြင်းနဲ့စိတ်နဲ့လုပ်ရင်လည်းသူ့အကျိုးတစ်ခုရမှာဖားခြင်းနဲ့စိတ်တစ်ခုနဲ့လုပ်ရင်လည်းသူ့အကျိုးတစ်ခုရမှာပဲဒါကတော့ကိုယ့်ပေါ်မှာပဲမူတည်ကြတယ်ဒါပေမဲ့စစ်တက်တဲ့သဘောတွေဒီလို dimension တွေရှိတယ်ဆိုတော့ကိုကသိထားသင့်တယ်ဒါလည်းဒီလိုနားလည်ရမှာဖြစ်ပါနော်တော်ကြပါနည်းနည်းရှောက်ကောင်းပါလို့သာဓုသာဓုသာဓုမိဂုံများကိုဖြစ်ကြပြီးတော့ပါတော့ဆရာကြီးဒေါက်တာဦးစိုးလင်ဟာအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာတရားပွဲမရနာမီအလူရှင်စင်းကိုဖတ်ကြားခွင့်ပြုပါခင်ဗျာယနေ့နာနဲ့အာဟာရလူရှင်ကတော့ဓမ္မလန်ရန်ကုန်စင်တာမှဓမ္မလန်တင်နန်းသားတစုမှဖြစ်ပါတယ်အလူငွေ4,58,000ကျပ်ဖြစ်ပါတယ်ဦးစင်ရောဒေါက်တာဒေါခင်သီရိမိသားစုမှာတရားပွဲ2ရက်စာအတွက်တောက်ရည်တန်ဘူးများလှူဒန်းထားပါတယ်အလူငွေ3,9,200ကျပ်ဖြစ်ပါတယ်မိခင်ကြီးဒေါ်နေနဲ့တမိဒေါ်မြင့်ရီမိသားစုမှာတရားပွဲအချိန်စရာဗနိုင်စာရွက်များလှူဒန်းထားပါတယ်အလူငွေ2,500ကျပ်ဖြစ်ပါတယ်ဥခင်ဝင်းဒေါ်ကြီးအေတာသမီမြင့်မိသားစုမှာယနေ့တရားပွဲအတွက်အရန်မိဆက်စီလှူဒန်းထားပါတယ်အလူငွေ3,600ကျပ်ဖြစ်ပါတယ်ဒေါက်တာကျင်စန်းဒေါက်တာခင်ခင်မြင့်ဒေါ်တီတီညောဒေါက်တာမြင့်အေတငယ်ချင်း4ဦးမှာတရားစာရွက်ကော်ပီကူးဆက်စေဖို့နဲ့အထွေထွေလုပ်ငန်းများအတွက်3,400ကျပ်လှူဒန်းထားပါတယ်စပွဲတင်ပန်းအလူရှင်ကတော့စင်ကာပူမှဦးတင်ထွန်ဒေါ်မြင့်အေသမီးမတ်ဧပြီတင်ထွန်မိသားစုဖြစ်ပါတယ်အလူငွေ3,000ကျပ်ဖြစ်ပါတယ်ဆက်လက်၍ငွေပရိသပင်နဲ့ဓမ္မယုံအထွေထွေလူရှင်များကိုဖတ်ကြားပါမယ်ဦးကိုရေးနိုင်ဒေါ်တင်းယူမူမှငွေပရိသပင်အတွက်3,000ကျပ်ဦးစော်လင်းနိုင်မှငွေပရိသပင်အတွက်1,000ကျပ်ဓမ္မယုံအထွေထွေအတွက်1,000ကျပ်ဦးညီဖောင်မှငွေပရိသပင်အတွက်5,000ကျပ်ဦးဝေးနိုင်တဲ့ဇနီးမှဓမ္မယုံအထွေထွေအတွက်1,000ကျပ်ဦးတော်စင်ဒေါ်ဤရွှေစင်မြင့်မှဓမ္မယုံထွေထွေအတွက်2,000ကျပ်ဒေါက်တာဦးအောင်ကျော်ညွန့်ဒေါ်ချူစီတွင်မိသားစုမှဓမ္မယုံထွေထွေအတွက်3,000ကျပ်ဦးစိန်ဝင်းဒေါ်အေးအေးကျွယ်သမီးဒေါက်တာတန်နာဦးမိသားစုမှငွေပရိသပင်အတွက်3,000ကျပ်ဓမ္မယုံထွေထွေအတွက်3,000ကျပ်ဦးမင်းအောင်ဒေါ်နီစိန်မိသားစုမှငွေပရိသပင်အတွက်3,000ကျပ်ဦးနီဒေါ်တင်တင်ထွေးမိသားစုမှငွေပရိသပင်အတွက်3,000ကျပ်မဝင့်တင်ကြီးအောင်မှငွေပရိသပင်အတွက်1,000ကျပ်ဦးဝေလင်းထွန်းဒေါ်ဆန်းဆန်းမြင့်စိန်မိသားစုမှငွေပရိသပင်အတွက်3,000ကျပ်ဒေါက်တာရဲဝနာထွန်းဒေါ်ရင်လက်ဖြူမိသားစုမှငွေပရိသပင်အတွက်1,000ကျပ်ဒေါက်တာတင်နေဝင်းခေါ်စာရေးဆရာမကြီးဂျူမဓမ္မယုံအထွေထွေအတွက်3,000ကျပ်တို့ကိုလှူဒန်းသွားပါတယ်လှူဒန်းမှုအစုစုအတွက်ဓမ္မမိတ်ဆွေများမှတာဓုအနုမောဒနာပြုပေးကြပါခင်ဗျာသာဓုသာဓုသာဓုတရားပွဲအားဆုတောင်းမြှောက်ပြီးရနာတော်မှာဖြစ်ပါတယ်ဤသို့ပြုရမြတ်ပုံညကြောင့်ချမ်းမြအေးကြည်ဘေးမဲ့မြည်သည်ရွှေပြည်ထုတ်ချောက်လမ်းမကောက်ဖဲရောက်ရပါလို့ထိုဘဝကျင်လေရလေဒုက္ခဘေးဒဏ်ယမန်အပေါင်းမကောင်းဟုသမျှမတွေ့ရပဲသဗ္ဗအိဋ္ဌာမင်္ဂလာကိုရွေကာတာတိုင်းရစေသောယနေ့ယခုပြုသမျှမြတ်ပါကကိုမိဘဆရာမျိုးသားဟာနှင့်ကိုမဆောင်ချက်ကိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံဘုံ31ဖြစ်သမျှဝေနေရတို့
ရကြပါစေပေးငါဝေသည် မြာထွေသာဓုခေါ်စီတော်ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓသာသနာစိရန်တိတ်တုဗုဒ္ဓမြတ်စွာသာသနာရောင်းဝါနေတဲ့လင်းစေတော်ဗုဒ္ဓမြတ်စွာသာသနာရောင်းဝါနေတဲ့လင်းစေတော်ဗုဒ္ဓမြတ်စွာသာသနာရောင်းဝါနေတဲ့လင်းစေတော်သာဓုသာဓုသာဓုဆရာကြီးဒေါက်တာဦးစိုးလွင်နဲ့တကွာဓမ္မမိတ်ဆွေများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ